အားလုံးနေရာဒေသမရွေးမှာတုံးနေကြတဲ့စကားတစ်ခုရှိတယ်ပေါ့လမ်းတွေဘာတွေမှာလည်းပဲအလှခံတွေဘာတွေတွေ့လို့ရှိရင်အားလုံးစေတနာသုံးတန်ပြဋ္ဌာန်းပြီးတော့ပုပ္ပမောင်စပရစေတနာစေနာသုံးတန်ပြဋ္ဌာန်းပြီးတော့လှူဒန်းဒီလိုလှူဒန်းလို့ရှိရင်နိဗ္ဗာန်ရောက်နိုင်တဲ့စသည်ဖြင့်ဒီလိုလမ်းတွေမှာလည်းပဲဆရာတော်တွေတရားဟောတဲ့အခါမှာရောဒီစေနာသုံးတန်ဆိုတဲ့စကားဟာအားလုံးမြန်မာဝါဟာရအနေနဲ့ကိုပဲသုံးနေကြတယ်ပေါ့အဲ့တော့ဒီဝါဟာရနဲ့ဆက်ပြီးတော့အားလုံးဒါကိုပဲရှင်းရှင်းလင်းလင်းသဘောပေါက်အောင်ဆိုပြီးဘုန်းကြီးဒီတရားကိုလည်းပဲအင်္ဂုတ္တရနိကေဆက်ကနိဗ္ဗာန်မှာလာတဲ့ဆက်လင်္ကာဒါနသုတ်တံကိုခြေခံပြီးတော့စေတနာသုံးတန်တရားလို့ဒီလိုပဲဟောကြားပေးပါစေနာသုံးတန်ကိုဟောကြားခြင်းနဲ့ပဲအလှခံပုဂ္ဂိုလ်တွေဘက်ကအင်္ဂါ၃ပါးလည်းပဲဟောကြားပြီးသားဖြစ်သွားပါလိမ့်မယ်အဲ့တော့ဒီယဟန်ကံတဲ့ဆိုတာဘုန်းကြီးတို့ဆရာစင်ဆက်ရဲ့ယူဆရဘာနဲ့တူတယ်လဲဆိုတော့သာသနာဥယျာဉ်ကြီးထဲမှာမိမိတို့ပြိုးပင်တပင်လာပြီးတော့ပြုစုပြိုးထောင်ကြခြင်းနဲ့တူတယ်တဲ့လောကမှာဥယျာဉ်တွေဘာတွေရှိတယ်ဒီဥယျာဉ်တွေကဘာလုပ်ဖို့လဲဆိုတော့မိမိတို့လူမှုရေးတွေစီးပွားရေးတွေနဲ့ပင်ပန်းပြီးတော့လွမ်းနယ်လာတဲ့ပုဂ္ဂိုလ်တွေဒီဥယျာဉ်နဲ့ရောက်လို့ရှိရင်တစ်ပင်ပန်းမှန်နေအရေးအာဝါဒတွေကောင်းကောင်းနဲ့ဝင်လဲရလို့ရှိရင်အမောပြေပြီးတော့စိတ်ကြည်လင်မှုအတွက်တိုင်းတိုင်းနိုင်ငံနှံ့ဥယျာဉ်ကြီးတွေဖန်ဆီးပြီးတော့ထားကြတယ်ပေါ့သက်ဆိုင်ရာပုဂ္ဂိုလ်တွေကတချို့လည်းပဲမိမိတို့ရဲ့အိမ်ဝိုင်းထဲမှာတစ်ပင်ပန်းမှန်လေးတွေစိုက်ပျိုးပြီးတော့အသေးစားလေးတွေဖန်တီးကြတာဘာလို့ဖို့လဲဆိုတော့မိမိတို့တနေ့တာမှာပင်ပန်းနွမ်းနေကြတယ်စီးပွားရေးနဲ့ဆက်လို့လည်းပဲပြေးလိုက်ရလွှားလိုက်ရလောဘတွေဒေါသတွေလည်းပဲမဖြစ်ခြင်းပဲလည်းပဲဖြစ်လိုက်ရတယ်အင်မတန်မှပင်ပန်းနေကြတယ်ဒီဥယျာဉ်နဲ့ရောက်တဲ့အခါမှာဒီဥယျာဉ်ရဲ့အေးတက်တဲ့ကြောင့်မိမိတို့မှာဒီအပူတွေခိတ္တငြိမ်းပြီးတော့စိတ်ချမ်းသာဖို့ဒီဥယျာဉ်ကြီးတွေဖန်ဆီးထားကြတယ်တဲ့ဥယျာဉ်ထဲမှာလည်းပဲအလှသစ်ပင်တွေရောအရေးရသစ်ပင်တွေရောအလုံးစိုက်ပျိုးပြီးတော့ပြုစုပြိုးထောင်ထားကြတယ်ဒီလိုပဲမြတ်စွာဘုရားရဲ့သာသနာတော်ကြီးကလည်းပဲဥယျာဉ်ကြီးနဲ့တူတယ်တဲ့အဲ့ဒီဥယျာဉ်ထဲမှာတစ်ပင်မျိုးစုံပေါ့ဆရာတော်ကြီးရဲ့သီလသမารိပညာအရအင်မတန်မှရိပ်အာဝါဒအသီးတွေဘာတွေမျိုးစုံရှိတဲ့တစ်ပင်ကြီးတွေရှိတယ်လို့ပဲဒီလိုပဲငယ်ငယ်ရွယ်ရွယ်စာသင်သားအနေနဲ့တစ်ပင်လေးတွေလည်းပဲရှိနေကြတယ်အဲ့ဒီတစ်ပင်လေးတွေရဲ့တစ်ပင်ပြိုတစ်ပင်ကိုမိမိတို့ယနေ့ပြုစုပြိုးထောင်ကြတယ်လို့ဒီလိုအာရုံပြုပါအဲ့တော့ပြုစုပြိုးထောင်တဲ့နေရာမှာလည်းပဲဒီတစ်ပင်ဟာမိမိတို့ပြုစုပြိုးထောင်လိုက်တဲ့အတွက်ကြီးလာတဲ့အခါမှာအားလုံးအရေးတွေပါတွေပြီးအသီးတွေပါတွေရှိလာပြီဆိုရင်ပဝန်းကျင်ရလာတဲ့ငှက်တွေအတွက်ရောလူတွေအတွက်ရောအားလုံးအရေးကိုခြင်းအသီးစားခြင်းအပြင်အားလုံးတတ္တဝါတွေချမ်းမြေ့စေတယ်ပေါ့ဒီလိုပဲမိမိတို့ပြုစုပြိုးထောင်လိုက်တဲ့ဒီအရှင်ဥဒ္ဓမဆိုတဲ့ယဟန်ကျူစာသင်သားတစ်ပင်လေးဟာတကယ်လို့မိမိတို့ရဲ့ပြုစုပြိုးထောင်မှုကြောင့်ကြီးကျယ်ပြီးတော့အရေးအာဝါဒတွေပေးနိုင်ပြီဆိုရင်တစ်ချိန်မှာဒီယဟန်တော်ကိုအကြောင်းပြုပြီးတော့တရားဓမ္မတွေဟာဒါနသီလဘာဝနာဆိုတဲ့အနှစ်တွေကိုစုနိုင်ကြမှာပေါ့အဲ့တော့ယဟန်တော်ကလည်းပဲမိမိရဲ့တန်တန်မှာအနှစ်သာရရှိအောင်သီလသမารိပညာဆိုတဲ့အနှစ်တွေတည်အောင်လုပ်ရတယ်တရားဓမ္မတွေကလည်းပဲရေလောင်းပေါင်းတင်ပြီးတော့ဒီအနှစ်တွေတည်အောင်ဝိုင်းပြီးတော့ပြုစုတဲ့နေရာမှာပြုစုမမှားဖို့လိုအပ်တယ်တဲ့ယဟန်တော်တစ်ဘက်ကလည်းပဲဘယ်လိုလဲဆိုတော့ဒီပစ္စည်းလေးပါးဆိုတာမရှိမဖြစ်လိုအပ်တဲ့ကိုသင်္ကန်းဆွမ်းကြောင်းစေသာဝတိကျမ်းမာရေးအတွက်ပစ္စည်းလေးပါးမရှိမဖြစ်လိုအပ်တာတော့မှန်တယ်ဒါပေမဲ့လို့ဒီပစ္စည်းလေးပါးကိုယခုယဟန်တရားတွေဓမ္မတွေယဟန်တရားတွေခံယူလိုက်ပြီဆိုတော့ပစ္စည်းလေးပါးတောင်းယူတယ်ပေါ့အဲ့ဒီတူလိုက်တဲ့ပစ္စည်းလေးပါးကိုမိမိကအသုံးချပြီးတော့ဒီပစ္စည်းလေးပါးဆိုတာတကယ်တော့မရှိမဖြစ်လိုအပ်တာမှန်ပြီမဲ့လို့တိတ်ပြီးတော့မျက်နှာမှုနဲ့ကိုယ်ကွယ်မှုအဘက်ရောက်သွားပြီမမောသွားပြီဆိုရင်ဒီပစ္စည်းလေးပါကိုယ်အပယ်ဆွဲချတတ်တာပဲဒါကြောင့်မို့ပစ္စည်းလေးပါမရှိမဖြစ်လိုအပ်တာမှန်တယ်သို့တော့ဒီပစ္စည်းလေးပါပေါ်တက်မက်လွန်ပြီးတော့တွေ့တာလွန်သွားလို့ရှိရင်လည်းဒီပစ္စည်းလေးပါပဲကိုယ့်ကိုအပယ်ဆွဲချတတ်တဲ့အတွက်ဒီပစ္စည်းလေးပါကိုအသုံးချရတယ်ပေါ့ဘုန်းကြီးတို့တိုက်တွေပါတွေဆောက်တဲ့အခါမှာဖရာတွေပါတွေတည်တဲ့အခါမှာဉာဏ်ဆိုတာမရှိမဖြစ်လိုအပ်ပါဘူးဒါပေမဲ့လို့ဒီဉာဏ်ဟာ
ဘုန်းကြီးတို့ပြီးသွားတဲ့အခါမှာကိုယ်ွယ်စိတ်ကပ်ဖို့မဟုတ်ဘူးတဲ့ဒီဉာဏ်ကိုအသုံးပြုပြီးတော့မိမိတို့လိုအပ်တဲ့စိန်ဘူးတွေပါတွေထိတင်ဖို့မိမိတို့လိုအပ်တဲ့အဆောက်အဦဆောက်ဖို့ဒီဉာဏ်ကိုကိုယ်ွယ်ဖို့မဟုတ်ဘူးဉာဏ်ကိုသုံးချပြီးတော့လိုအပ်တဲ့အကျိုးပြီးစီးအောင်လုပ်ရတာမရှိမဖြစ်လိုအပ်ပြီးတော့ကိုယ်ွယ်ဖို့မဟုတ်တယ်လို့ဒီပစ္စည်းလေးပါဆိုတာလည်းမရှိမဖြစ်တန်ဃာတော်ရှင်မြတ်တွေအတွက်အရေးတကြီးလိုအပ်တာမှန်ပေမဲ့လို့ဒီပစ္စည်းလေးပါမတ်မောမောနဲ့မအမယာနီးတွေနဲ့ရှာဖွေစရာမလိုဘူးတဲ့သူ့လေလိုလျောက်ဓမ္မိယလက်တတရားတစ်ပြည့်ဖြစ်လာရင်လည်းပဲဒီပစ္စည်းလေးပါကိုသုံးချပြီးတော့ကိုယ့်ရဲ့သီလသမารီပညာရေးတွေမြင့်တယ်အောင်ကြိုးစားရမယ်လို့ဒါရဟန်းတော်ဘက်ကလည်းပဲဒီလိုသဘောပေါက်ရတယ်ပေါ့တရားဓမ္မတွေဘက်ကလည်းပဲပစ္စည်းလေးပါလှူဒန်းတဲ့အခါမှာတစ်ပင်တစ်ပင်စိုက်တဲ့အခါမှာရေလောင်းများလွန်းလို့ရှိရင်လည်းပဲဒီတစ်ပင်ဟာအမြင့်ပိုးပြီးတော့သေသွားတတ်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့တစ်ပင်စိုက်ပြီးတော့မေးလျော်ပြီးတော့ထားလိုက်လို့ရေမလောင်းမိပြန်ရင်လည်းပဲရေငတ်ပြီးတော့ခြောက်သွေ့ပြီးတော့သေသွားတတ်တယ်ဒီလိုပါပဲယဟန်တော်ဒီဟုသောတစ်ပင်ပြိုလေးတွေစိုက်ပြီးတော့ယဟန်ခံပြီးဆိုရင်မိမိတို့ပစ္စည်းလေးပါရေကိုများလည်းမများအောင်နည်းလည်းမနည်းအောင်လောင်းပေးရပါအဲ့တော့ပစ္စည်းလေးပါများလုံးတယ်ဆိုတာဘာပြောတော့ဆိုတော့မအမယာပစ္စည်းတွေကင်မရာတွေဘာတွေစသည်ဖြင့်လူသုံးတာတွေသွားပြီးတော့ဓာတ်တွေသွားပြီးတော့ထောက်ပံ့မိလို့ရှိရင်လည်းပဲဒီတစ်ပင်လေးဟာအမြင့်ပုတ်ပြီးတော့ရေလောင်းများပြီးတော့သေတတ်တယ်ပေါ့တကယ်လို့ဒီဉာဏ်တော်ရဲ့လိုအပ်ချက်ဖြစ်တဲ့ပညာသင်ကြားတဲ့နေရာမှာစာအုပ်စာတမ်းတွေနောက်ပြီးတော့နေ့စဉ်သွားလာနေတဲ့နေရာမှာဆွမ်းအတွက်တို့သင်္ကန်းအတွက်တို့ဒီလိုလိုအပ်တဲ့ပစ္စည်းတွေမလှူမိပြန်ဘူးဆိုရင်ဒီတစ်ပင်လေးဟာရေငတ်ပြီးတော့မြစ်ချောက်ပြီးတော့သေတတ်တယ်တဲ့ဒါကြောင့်မို့ရေလောင်းတဲ့နေရာမှာလည်းပဲတစ်ပင်လေးတစ်ပင်တည်းပြုစုတဲ့နေရာမှာရေလောင်းမများလွန်းအောင်ရေလောင်းမနည်းလွန်းအောင်ဂရုစိုက်ရတယ်မိမိတို့ကလည်းပဲမဟုတ်မှပစ္စည်းတွေသွားပြီးတော့လှူလို့ရှိရင်လည်းပဲပျက်စီးပြီးတော့သာသနာပေါ်မှာရွေလျောပြီးတော့အမြင့်ပုတ်သွားတတ်ပါတယ်လိုအပ်တဲ့သင်္ကန်းဆွမ်းကြောင်းစီမမျှတဘူးဆိုရင်လည်းပဲစိတ်ညစ်ပြီးတော့စာအုပ်စာတမ်းအစမပြည့်စုံရင်လည်းပဲစိတ်ညစ်ပြီးတော့လူထွက်ပြီးသွားတတ်တာအမြင့်ချောက်သွားတတ်တယ်လို့ရှင်းဆရာတော်တွေကဒါကြောင့်မို့ဒီသာသနာပေါင်းမှာသာသနာဥယျာဉ်ကြီးထဲမှာယဟန်တော်ဆိုတဲ့တစ်ပင်ပြိုလေးတွေစိုက်တဲ့ကံမှာရေတွေလည်းပဲပစ္စည်းလေးပါဆိုတဲ့ရေကိုအတင်းလည်းပဲအများကြီးလည်းပဲမလောင်းမိအောင်မလောင်းမလည်းပဲမနေမိအောင်ဉာဏ်နဲ့ချင့်ချိန်ပြီးတော့လိုအပ်တာတွေကိုတူပြီးတော့မလိုအပ်တာတွေဘာတွေကိုမလူမိအောင်ဒါမျိုးလေးနဲ့ချင့်ချိန်မယ်ဆိုရင်ဒီတစ်ပင်ဟာဒီသာသနာယဟန်တော်ဆိုတဲ့ဒီတစ်ပင်ဟာကြီးလာတဲ့အခါမှာတရားဓမ္မတွေအတွက်တစ်တပင်ကောင်းမှ1000နားနိုင်ဆိုတဲ့အတိုင်းအားလုံးဝိုင်းပြီးတော့နားပို့ပြီးတော့ဒီယဟန်တော်ကိုကြောင်းပြပြီးတော့မိမိတို့သီလသမารိပညာသို့မဟုတ်ဒါနသီလဘာဝနာဆိုတဲ့အနှစ်တွေတိုးပွားအောင်ကြိုးစားရပါတယ်တဲ့ဒါတရားဓမ္မတွေဘက်ကယဟန်တော်ဆိုတဲ့တစ်ပင်ကိုကြောင်းပြပြီးတော့ကိုယ့်ဘက်ကဒါနသီလဘာဝနာတွေတိုးပွားအောင်ကြိုးစားရပါတယ်ယဟန်တော်လည်းပဲတရားဓမ္မတွေကိုအကြောင်းပြုပြီးတော့မိမိဘက်ကဒါနသီလဘာဝနာတွေလုပ်တဲ့တရားဓမ္မတွေကိုနှီးပြုပြီးတော့သီလသမารိပညာဆိုတဲ့အနှစ်တည်းအောင်ကြိုးစားရပါတယ်အနှစ်မတည်လို့ရှိရင်လည်းပဲတစ်ပင်အကြာရှည်မကိုင်ဘူးဆိုတဲ့ဆုံးမစကားလေးတွေကိုဘုန်းကြီးကဒါတဆင့်ပြန်လည်ပြီးတော့ပြောကြားပေးခြင်းဖြစ်ပါတယ်အဲ့တော့စောစောကဟောကြားမယ်ဒီအလှခံပုဂ္ဂိုလ်ဘက်ကရောအလှပေးပုဂ္ဂိုလ်ဘက်ကရောအားလုံးပြည့်စုံရမယ်အင်္ဂါနဲ့ဆက်ပြီးတော့ဒီသလင်္ကာဒါနသုတ်တံကိုခြေခံပြီးတော့ဘုန်းကြီးသလင်္ကာဒါနသုတ်တံကိုစေရနာသုံးတံဆိုတဲ့အမည်နဲ့အနုမောဒနာတရားနည်းငယ်ဟောကြားပေးတယ်ပေါ့တဏှေရောဂါမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်တာဝတိပြည်ဇေတဝန်ကျောင်းမှာတရင်သုံးတော်မူတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကဒိဗ္ဗစကုအသိဉာဏ်နဲ့လှမ်းပြီးတော့ကြည့်လိုက်တဲ့အခါမှာဝေလူကန္တတိမြို့မှာနန္ဒမာတာဆိုတဲ့မြို့သမီးဥပတိကမာကြီးတယောက်ကအရှင်သာရိပုတ္တအရှင်မုဂ္ဂလန်မှုရှိတဲ့သံဃာတော်ရှင်မြတ်ကိုဆုံးကတ်တဲ့ပေါ့ဆုံးကတ်တာလည်းပဲမြတ်စွာဘုရားကကြည့်လိုက်တဲ့အခါမှာရှင်သာရိပုတ္တမှုရှိတဲ့ရှင်မုဂ္ဂလန်မှုရှိတဲ့သံဃာတော်ရှင်မြတ်ဒီဘက်ကလည်းပဲအင်္ဂါ၃ချက်တိတ်ပြီးတော့စင်ကြယ်နေတာတွေ့ရတယ်အလူပေးတဲ့နန္ဒမာတာဥပတိကအမျိုးသမီးကြီးကလည်းပဲစေနာသုံးတန်ပြဋ္ဌာန်းပြီးတော့ဂုံပကသနာမဖတ်တဲ့နဲ့ရိုးရိုးသားသားစေရနာတန်တန်လေးနဲ့လူနေတာတွေ့တော့မြတ်စွာဘုရားကအဲ့ဒီတာဝတိပိဇေတဝန်ကျောင်းကနေပြီးတော့လှမ်းပြီးတော့ဒေဝစကုနဲ့ကြည်ရင်းနဲ့အဲ့ဒီတာဝတိပိဇေတဝန်ကျောင်းကပြိတ္တဒီတရားဟောကြားတော်မူခဲ့ဧတာဘိကဝေဝေလူကန္တတိနန္ဒမာတာဥပတိကသာရိပုတ္တမောဂ္ဂလနာပမုခိဘိက္ခုတံကေ
သာလင်္ဂသမနာကတံတက္ကိနံပရိဋ္ဌာပေတိတဲ့မဖို့နိဗ္ဗာန်လိုလားမြို့သားမြို့သမီးတို့တဲ့ဝေလူကန္တတိမြို့မှာနေတဲ့နန္ဒမာတာဆိုတဲ့ဥပတိကမဟာတာရိပုတ္တမောက္ခံမှုရှိတဲ့ယဟန်တန်ဃာတော်တွေထံမှာအင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့မြတ်သောအတူကိုပေးလူနေတယ်ဆိုပြီးတော့မြတ်စွာဘုရားကတာဝတိပြည်ရနေပြီးတော့ဒေဝသရုပ်ပင်ကြီးနဲ့ကြည့်ပြီးတော့တာဝတိပြည်ဇေတုံကျောင်းမှာရှိတဲ့ယဟန်ပရိသတ်လူပရိသတ်ကိုဒီတရားဟောတော်မူခဲ့တယ်အဲ့တော့မြတ်စွာဘုရားကမဂ္ဂုနိဗ္ဗာန်လိုလားမြို့သားမြို့သမီးတို့တဲ့အလှတစ်ခုလုပ်တဲ့နေရာမှာအလှကံဘက်တန်ဃာတော်ရှင်မြတ်တွေဘက်ကလည်းပဲအင်္ဂါ3ချက်အလှပေးတဲ့တရားဓမ္မတွေဘက်ကလည်းပဲအင်္ဂါ3ချက်အဲ့ဒီလိုအင်္ဂါ6ချက်နဲ့တာပြည့်စုံသွားပြီဆိုရင်အဲ့ဒီအလှဒါနသိပ်ပြီးတော့ကြီးကျယ်တယ်တဲ့အဲ့ဒီအလှကုသိုလ်ရဲ့အရေးအတွက်ဟာသမုဒ္ဒရာ၄စင်းမှာရှိတဲ့ရေတွေကိုပြည်တောင်းနဲ့ချင့်တွက်တဲ့အခါမှာသမုဒ္ဒရာရဲ့ရေတွေကတော့ပြည်တောင်းပေါင်းဘယ်လောက်ရှိတယ်ပြည်တောင်းပေါင်းဘယ်နေရာရှိတယ်ပြည်တောင်းပေါင်းဘယ်နှထောင်ရှိတယ်ပြည်တောင်းပေါင်းဘယ်နှသောင်းရှိတယ်လို့သမုဒ္ဒရာရဲ့ရေတွေကိုရေတွက်လို့မရတယ်လို့ပဲတဲ့အထာဘောအသင်္ချေယောအပမေယောမဟာဥဒကခန္တောတွေဝသင်္ကံကိစ္စတိတကယ်တော့အဲ့ဒီသမုဒ္ဒရာ၄စင်းရဲ့ရေတွေကိုပြည်တောင်းနေတဲ့ချင့်တွက်လို့မရဘူးတကယ်တော့သူတို့ကိုအသင်္ချေယောအပမေယောမဟာဥဒကခန္တောတွေဝတကယ်တော့အင်မတန်ရေတွက်လို့မရတဲ့ယေစုရေဝဲကြီးလို့ဒီလိုပဲပြောလို့ရတယ်တဲ့အလူကံပုဂ္ဂိုလ်ဘက်ကလည်းပဲအင်္ဂါ3တန်အလူပေးတဲ့ဓမ္မတွေဘက်ကလည်းပဲစေနာ3တန်ဒီအင်္ဂါတွေနဲ့သာပြည့်စုံလို့ကတော့ဒီမျိုးသားမျိုးသမီးရဲ့စိတ်ထဲမှာကုသိုလ်တွေကရေတွက်လို့ကိုမရဘူးဘယ်အကျိုးတွေပေးမယ်လို့ပြောလို့ကိုမရဘူးနောက်ဆုံးနိဗ္ဗာန်ကြည့်ဥပနိတ္တိယတတိနဲ့ပေးနိုင်တယ်တဲ့အဲ့တော့ပြောင်းပြန်လိုက်ပေါ့အလူကံပုဂ္ဂိုလ်ကဘက်ကလည်းပဲအင်္ဂါတွေချိုယွင်းအလူပေးတဲ့ပုဂ္ဂိုလ်ကလည်းစေနာ3တန်ကိုအဓိကမထားဘဲနဲ့ဂုံပကသနာတွေတောင်ဥတည်နေလို့ရှိရင်တော့ဒီကုသိုလ်ရဲ့အကျိုးဟာရေတွက်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပြန်ပြီးတော့ဇတိတွေကနေရာချင်းကြောက်သွားတာရေတွက်လို့ရတယ်ဆိုတာလောကီအကျိုးလေးထိုက်တဲ့လောက်ပေးပြီးတော့နိဗ္ဗာန်ကိုမရောက်စေနိုင်ဘူးဒီဒါနအတွက်တန်ត្រာတောင်ရှည်သေးတယ်လို့ဒီအင်္ဂါတွေနဲ့မပြည့်စုံရင်ဒီအဓိပ္ပာယ်ကိုပြန်ပြီးတော့ပေါ်လို့ရပါတယ်အဲ့တော့မြတ်စွာဘုရားကအဲ့ဒီလိုပဲတဲ့သမုဒ္ဒရာရဲ့ရှိတဲ့ရေတွေဟာရေတွက်လို့မရတယ်ပဲဒီအင်္ဂါ6တန်နဲ့ပြည့်စုံတဲ့အလှကြီးကိုပေးလူတဲ့တရားဓမ္မတွေကလည်းပဲအမျိုးသားမျိုးသမီးတွေကလည်းပဲသူတို့ရဲ့နှလုံးသားထဲမှာဖြစ်သွားတဲ့ကုသိုလ်အစဉ်တွေဟာဘယ်အကျိုးကိုတော့ဖြင့်ပေးပါတဲ့စသည်ဖြင့်ဘလို့မှရေတွက်လို့ကိုမရတော့ဘူးတဲ့နောက်ဆုံးတော့နိဗ္ဗာန်ချမ်းသာအထိဥပနိတ္တိယတတိနဲ့ပေးနိုင်တယ်ဆိုပြီးတော့မြတ်စွာဘုရားကအဲ့ဒီလိုဥပမာတွေပေးပြီးတော့ဟောကြားတယ်ပေါ့အဲ့တော့ရှင်းဥစွာပြောမယ်ပေါ့အဲ့တော့ကောင်းပြီအလှကံပုဂ္ဂိုလ်ဖြစ်တဲ့တန်ဃာတော်ရှင်မြတ်ဒီဘက်ကအင်္ဂါ3တန်နဲ့ပြည့်စုံရမယ်လို့ပြောတယ်ပေါ့အဲ့တော့အလှကံပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ပါးနဲ့ပြည့်စုံရမယ်ဆိုတာဘာတွေလဲဆိုတော့မြတ်စွာဘုရားကကိုယ်တော်တိုင်ပဲမေးပြီးတော့ဒီပု္ပ္ပာကိုကိုယ်တော်တိုင်ပဲပြန်ပြီးတော့ဖြေခဲ့တယ်ပေါ့ဣဒာဘိကဝေပဋိကာယကဝိတရာဂဝါဝန္တိရာဂဝိနယယဝပရိပန္နာဝိဒဒောတဝါဝန္တိဒောတဝိနယယဝပရိပန္နာဝိဒမောဟဝါဝန္တိမောဟဝိနယယဝပရိပန္နာတဲ့မဖို့နိဗ္ဗာန်လိုတာမြို့သားမြို့သမီးတို့တဲ့တန်ဃာတော်ရှင်မြတ်အလှကံဘက်ကအင်္ဂါ3ချက်နဲ့ပြည့်စုံရမှာဆိုတာအမြင့်ဆုံးအားဖြင့်ပြောလို့ရှိရင်တော့နံပါတ်1လောဘတရားတွေကင်းစင်နေတဲ့ယန္တာရှင်မြတ်တွေဖြစ်ရနံပါတ်2ဒေါသတရားတွေကင်းစင်နေတဲ့ယန္တာရှင်မြတ်တွေဖြစ်ရနံပါတ်3မောဟတရားတွေကင်းစင်နေတဲ့ယန္တာရှင်မြတ်ဖြစ်ရမယ်တဲ့အဲ့ဒီလိုလောဘတရားဒေါသတရားမောဟတရားကိုမတ်ဖို့နဲ့မြစ်ပြတ်တက်ဖြတ်ထားတဲ့အက္ခဒဋ္ဌိနေရလို့ခေါ်တဲ့ယန္တာရှင်မြတ်တွေဖြစ်လို့ရှိရင်အင်္ဂါ3ချက်ပြည့်စုံပြီတဲ့အဲ့တော့ဒါရင်လည်းလားဆိုတော့ရာဂဝိနယယဝပฏิပန္နာဒေါသဝိနယယဝပฏิပန္နာမောဟဝိနယယဝပฏิပန္နာတဲ့အဲ့တော့လောဘဒေါသမောဟတွေကင်းစင်တဲ့ယန္တာရှင်မြတ်မှာအင်္ဂါ3ချက်နဲ့ပြည့်စုံတာလားဆိုတော့မဟုတ်ပါဘူးတဲ့ဒီတာမဏေလေးပဲဖြစ်ပေပုထုဇဉ်ယဟန်ဖြစ်ပေလောဘဒေါသမောဟငြိမ်းချမ်းဖြစ်တဲ့အကျင့်မှန်တွေကိုကျင့်နေလို့ရှိရင်လည်းပဲအင်္ဂါ3ချက်နဲ့ပြည့်စုံတယ်လို့ယူဆလို့ရပါတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့ခုခေတ်မှာကဘသူကယဟန္တာတဲ့ဘာကယဟန္တာတဲ့စသည်ဖြင့်ဒါမျိုးတွေရှိတတ်တယ်ပေါ့။
မြတ်စွာဘုရားရှင်လက်ထက်ကလည်းပဲဒါမျိုးတွေရှိတယ်ကောသလမင်းကြီးကဝိုးမိုးတဲ့ဒိဋ္ဌိကိုယဟန္တာထင်ခဲ့ဘူးတယ်ပေါ့မြတ်စွာဘုရားကလူဝိုးကြောင့်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကဘသူကတော့ယဟန္တာဘသူကတော့သောတာပန်ဆိုတာသိဖို့ခဲရင်းတဲ့အကြောင်းဟောခဲ့ဘူးတယ်ပေါ့အဲ့တော့မိမိတို့မျက်မြင်အားဖြင့်တော့ဘလို့ပုဂ္ဂိုလ်တွေကလောဘဒေါသမောဟငြိမ့်တယ်ငြိမ်းအောင်ကျင့်တယ်ဆိုတာဒါဟာအရေးကြီးတဲ့စံပဲအဲ့တော့လူကံပုဂ္ဂိုလ်တွေဖြစ်ပြီဆိုလို့ရှိရင်ဉာဏ်တော်တွေတန်ခါတော်ရှင်မြတ်ဒီဘက်ကနံပါတ်1လောဘငြိမ်းချောင်းဖြစ်တဲ့အကျင့်မှန်ကိုကျင့်နေရမယ်တဲ့နံပါတ်2ဒေါသငြိမ်းချောင်းဖြစ်တဲ့အကျင့်မှန်ကိုကျင့်နေရမယ်နံပါတ်3မောဟငြိမ်းချောင်းဖြစ်တဲ့အကျင့်မှန်ကိုကျင့်နေရမယ်အဲ့ဒီအကျင့်မှန်ကိုကျင့်နေပြီဆိုရင်တန်ခါတော်ရှင်မြတ်ဒီဘက်ကအင်္ဂါ3ချက်ထိုက်တဲ့လောက်ပြည့်စုံပြီလို့ဒီလိုထာဂရတွေကဒီလိုပဲဝေဖန်ပြပါလောဘဒေါသမောဟကင်းစင်တဲ့ဘုရားရဟန္တာတွေကတော့ဒါပြောစရာကိုမလိုတော့ယခုလက်ရှိတန်မှုတိတန်ဃာတော်ရှင်မြတ်တွေလည်းပဲလောဘဒေါသမောဟငြိမ်းချောင်းကျင့်နေပြီဆိုရင်ဒါအင်္ဂါ3ချက်နဲ့ထိုက်တဲ့လောက်ပြည့်စုံပြီလို့ယနေ့တရားဓမ္မတွေဟာမိမိတို့ရဲ့စိတ်ထဲမှာစံဖြစ်နေတာဆုံးဖြတ်ချက်ချလို့ရတယ်ပေါ့အဲ့တော့မေးစရာရှိတယ်ပေါ့ရှင်ဘုရားတပည့်တော်တို့ကလူသားတွေဆိုတော့လောဘဒေါသမောဟငြိမ်းအောင်ကျင့်နေတယ်ဆိုတာတပည့်တော်တို့ကဘလို့နည်းနဲ့သိရမှာလဲလို့မေးခွန်းတစ်ခုမေးစရာရှိတယ်အဲ့တော့ရွှေစစ်မစစ်ကိုသိချင်ရင်မှတ်ကြောက်တင်ကြည့်ရတယ်ပေါ့မှတ်ကြောက်တင်တဲ့အခါမှာရွှေစစ်မစစ်သိရတယ်လို့ပဲမိမိတို့ရဲ့စိတ်ထဲမှာလည်းပဲတန်ဃာတော်ရှင်မြတ်တွေကလောဘဒေါသမောဟငြိမ်းချောင်းအကျင့်ကျင့်မကျင့်ဆိုတာကိုယ့်ရဲ့မှတ်ကြောက်စံလေးတွေနဲ့တင်ကြည့်ပြီးတကက်တည်းမှာရှာကြည့်လို့ရပါတယ်အဲ့ဒါကိုဘုန်းကြီးကနည်းနည်းပြောပြမယ်ပေါ့မြတ်စွာဘုရားကသူ့ရဲ့သာသနာတော်မှာယဟန်သားမဏေတွေဝတ်လာပြီဆိုလို့ရှိရင်ဘုရားရှင်လက်ထက်ကလည်းသွားပြီးတော့သကုပါလမထေရတို့ရှေးကတ္တဗဘုရားရှင်လက်ထက်တုန်းကလည်းပဲဒီအရှင်ကပိလယဟန်ကြီးတို့ယဟန်တော်တို့သွားပြီးတော့မြတ်စွာဘုရားကိုမေးနေရှိကြတယ်ပေါ့မြတ်စွာဘုရားကလည်းပဲသူ့ရဲ့သာသနာတော်မှာအလုံး2မျိုးရှိတယ်လို့ပြည့်ညတ်တော်မူခဲ့တယ်ပေါ့အဲ့တော့အလုံး2မျိုးကဘာလို့ဆိုတော့ကန္တာဒုဒဝိပဿနာဒုဒကန္တာဒုဒဆိုတာနေရကမှာစာပေကျမ်းဂန်တွေသင်အပို့ချပြီးတော့တရားဟောတရားပြလုပ်တယ်ပေါ့တကယ်လို့ကိုယ်မှာပညာဘုဒ္ဓလည်းမရှိပါဘူးကျမ်းမာရေးလည်းပဲမကောင်းပါဘူးဉာဏ်လည်းမမီပါဘူးဆိုရင်လည်းပဲကိုယ့်ရဲ့တကူကြီးတကရကိလေသာငြိမ်းချောင်းဖြစ်တဲ့သမထဝိပဿနာတွေကျင့်နေပြီဆိုရင်ဒါကိုဝိပဿနာဒုဒအဲ့တော့ပရိယတ္တိနဲ့ပฏิပတ္တိတောင်း2မျိုးပဲရှိတယ်လို့ဒီလိုကောက်ချက်ချလို့ရတယ်ပေါ့အဲ့တော့လောဘဒေါသမောဟငြိမ်းချောင်းအကျင့်ကိုကျင့်နေဆိုရင်ဘယ်စံနေနဲ့ရွေးမလဲဆိုရင်နံပါတ်1လုပ်ငန်းပိုင်းဆိုင်ရာမှန်ကန်ရမယ်လို့ဒီလိုနံပါတ်1ချက်မှတ်လိုက်ပါနံပါတ်1လုပ်ငန်းပိုင်းဆိုင်ရာမှန်ကန်ပြီးတော့နံပါတ်2ဒီလုပ်ငန်းပိုင်းပေါ်မှာစိတ်စေတနာမှန်ကန်ရမယ်တဲ့ဒီ2ချက်နဲ့ပြည့်စုံရင်ဒါလောဘဒေါသမောဟငြိမ်းချောင်းခြင်းကျင့်တယ်လို့ခေါ်ပြီးတဲ့အဲ့တော့ပြန်ပြီးတော့ပြောပါမယ်လောဘဒေါသမောဟငြိမ်းချောင်းခြင်းကျင့်မကျင့်သိကျင်လို့ရှိရင်စံလေးတွေရွေးကြည့်တဲ့နံပါတ်1လုပ်ငန်းပိုင်းဆိုင်ရာမှန်ကန်မှုရှိရနံပါတ်2အဲ့ဒီလုပ်ငန်းပေါ်မှာလည်းပဲစိတ်စေတနာမှန်ကန်မှုရှိရမယ်တဲ့ဒီ2ချက်နဲ့ပြည့်စုံရင်လောဘဒေါသမောဟငြိမ်းချောင်းခြင်းကျင့်တယ်လို့ခေါ်တယ်တဲ့အဲ့တော့လုပ်ငန်းပိုင်းဆိုင်ရာမှန်ကန်မှုဆိုတာစောစောကဘုန်းကြီးပြောတယ်လို့ပဲမြတ်စွာဘုရားမိန့်တော်မူခဲ့တယ်ယဟန်တော်တွေမှာလုပ်ငန်း2မျိုးပဲရှိတယ်တဲ့ပရိယတ္တိစာပေခြင်းကသင်္ပို့ချတရားဟောတရားပြနံပါတ်2ပฏิပတ်တိပညာဘုဒ္ဓလည်းပဲမရှိဘူးသို့မဟုတ်ကျမ်းမာရေးကိုကမကောင်းပါဘူးဆိုရင်တကူကြီးတကရကိဋ္တငြိမ်းချမ်းအတွက်သမထဝိပဿနာတွေကျင့်ဒီအလုံးနှလုံးလုံနေပြီဆိုရင်ယဟန်တော်တွေလုပ်ငန်းပိုင်းဆိုင်ရာမှန်ကန်နေပြီတဲ့ကြောင်းပြန်ပြန်ကြည့်လိုက်မြတ်စွာဘုရားကပရိယတ္တိပฏิပတ်တိအလုပ်ကိုလုပ်ပါလို့ခွင့်ပြုခဲ့တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီလုပ်ငန်း2လုပ်ကိုမလုပ်ဘဲနဲ့အခြားစီးပွားရေးတွေဘာတွေညာတွေလုပ်ပြီးဆိုရင်ခုခေတ်မှာလုပ်ငန်းတွေပိုတောင်ပေါ်ပါသေးတယ်အဲ့တော့ပရိယတ္တိပฏิပတ်တိမလုပ်ဘဲနဲ့ကျန်တဲ့စီးပွားရေးတွေလုပ်ပြီးဆိုလို့ရှိရင်လုပ်ငန်းပိုင်းဆိုင်ရာစပြီးတော့မှားယွင်းသွားပြီတဲ့အဲ့ဒါလို့မှားယွင်းသွားရင်ပရိယတ္တိပฏิပတ်တိမလုပ်ဘဲနဲ့အလုံးမှားပြီဆိုရင်ကိုယ့်ကိုစစ်ကြည့်လိုက်ဒါလောဘငြိမ်းချောင်းခြင်းကျင့်နေတာလားလောဘတိုးချောင်းခြင်းကျင့်နေတာလားဒေါသငြိမ်းချောင်းခြင်းကျင့်နေတာလားဒေါသတိုးချောင်းခြင်းကျင့်နေတာလားမောဟငြိမ်းချောင်းခြင်းကျင့်နေတာလားမောဟတိုးပွားချောင်းခြင်းကျင့်နေတာလားဆိုတော့ကိုယ့်ကိုဆုံးဖြတ်ကြည့်ရင်ဒါဆိုသိလောက်ပြီတဲ့ဒါကြောင့်မို့လုံငန်းတိုင်းဆိုင်ရာမှန်ကန်ရမယ်ဆိုတာမြတ်စွာဘုရားခွင့်ပြုတယ်ပရိယတ္တိပฏิပတ်တိစာပေခြင်းကသင်္ပို့ချတရားဟောတရားပြခြင်းအလုပ်ပฏิပတ်တိ
ဒီလိုမလုံးနိုင်ဘူးကျမ်းမာရေးမကောင်းပါဘူးဆိုရင်တကွေတွေကရခိတငြိမ်းချမ်းမှုအတွက်သမထဝိပဿနာတွေကျင့်ကြံကြိုးကိုအားထုတ်တဲ့လို့တဲ့ဒီနှလုံးကိုလုံနေလို့ရှိရင်လောဘဒေါသမောဟငြိမ်းချမ်းကျင့်နေတယ်လို့တစိတ်တိတာပေါ်သွားပြီတဲ့ဒါကြောင့်မို့ဒီအလုံးနှလုံးကိုမလုံဘူးဆိုရင်တော်တော်များများလောဘဒေါသမောဟတိုးပွားပါလိမ့်မယ်ဒီအလုံးနှလုံးကိုလုံရင်လည်းပဲလောဘဒေါသမောဟတွေကထိုက်တဲ့လောက်ငြိမ်းသွားလိမ့်မယ်ဆိုတာဒါစံဖြစ်နေနံပါတ်1မှတ်ကြောက်ပေါ့အဲ့တော့ဒုတိယမေခွန်းထပ်ပြီးတော့ရှိတယ်ရှင်ဘုရားပရိယတ္တိပฏิပတ္တိမလုံတာဒီမလုံဘူးဆိုလို့ရှိရင်အခြားစီးပွားရေးတွေလို့ရင်လောဘဒေါသမောဟတွေတိုးပွားတယ်ဆိုတာနားလည်ပါပြီပရိယတ္တိပฏิပတ္တိဒီအလုံးနှလုံးကိုလုံရင်ရောလုံယုံလေးနဲ့လောဘဒေါသမောဟငြိမ်းပါသလားလို့မေခွန်းထုတ်เสียရှိအဲ့တော့အဖြေရလည်းပဲဒီဟာလုံယုံလေးနဲ့မငြိမ်းဘူးလို့ဒီလိုပဲဖြေလို့ရပါအဲ့တော့ဘာမှန်ကန်ရမလဲဆိုတော့နံပါတ်1ဒီလုပ်ငန်းအပေါ်မှာစိတ်စေတနာမှန်ကန်ရတယ်တဲ့အဲ့တော့စိတ်စေတနာမှန်ကန်ရတယ်ဆိုတော့ဘာပြောလို့လဲဘုန်းကြီးတို့ကပရိယတ္တိစာသင်တိုက်တွေလုပ်နေတယ်တရားတွေဟောတယ်ထိုက်တယ်လို့တရားလည်းပဲပြတယ်ပေါ့အဲ့တော့စာသင်တိုက်တွေထောင်ပြီးတော့စာသင်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲလုပ်ငန်းပိုင်းဆိုင်ရာတော့စာသင်စာချဆိုတော့မြတ်စွာဘုရားကခွင့်ပြုလိုက်ဒါပေမဲ့စိတ်စေတနာမှန်ကန်ရမယ်ဆိုတော့ဂုဏ်တွေရှိဖို့စုပေးပွဲတွေဘာတွေစုတွေရဖို့နာမည်ကြီးဖို့ဒီစိတ်တွေနဲ့လုပ်ကြည့်ဘုန်းကြီးတို့စာချတဲ့ပုဂ္ဂိုလ်တွေကလည်းပဲငါတို့တိုက်စားမှုပဲအောင်လို့ရှိရင်နာမည်ကြီးလာမယ်လူတွေတရားဓမ္မတွေဝင်ထွက်များလာမယ်လူတွေတန်းတဲ့လူတွေများပြီးတော့ဘုန်းကြီးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့စာသင်စာချလုပ်ကြည့်တရားဟောတဲ့ဘုန်းကြီးတွေကလည်းပဲလာဘတက္ကာရအတွက်တရားဓမ္မတွေကိုဟောလိုက်တဲ့တရားကိုနာယူပြီးတော့အသိဉာဏ်မှန်နဲ့ရပါစေဆိုတဲ့စိတ်မပါဘဲနဲ့လာဘတက္ကာရကိုပဲဥတည်ပြီးတော့ဟောကြည့်တရားပြတာလည်းပဲငါတို့ရိတ်ကလူများအောင်စသည်ဖြင့်ရည်ရွယ်ချက်ကြီးတွေနဲ့ပြကြည့်လုပ်ငန်းပိုင်းဆိုင်ရာမှန်ကန်ပြီးမဲ့စိတ်စေတနာမမှန်ကန်လို့ရှိရင်မနာတာစီပဒုဋ္ဌိနာဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစက္ကံဝဝါဒောပရံတဲ့ဒီစိတ်ထားကလောဘဒေါသတွေနဲ့ရှင်လို့ရှိရင်ကာယကံပြုပြီးဝစီကံပြုပြီးတတောနံဒုက္ခမနွေတိတဲ့နောက်ဆုံးဒုက္ခတွေလိုက်ပြီးတော့အပယ်ဆင်းရဲကြည့်တောင်ရောက်တယ်လို့မြတ်စွာဘုရားကတည်လင်းဟောခဲ့တယ်ပေါ့ဒါကြောင့်မို့လုပ်ငန်းပိုင်းဆိုင်ရာမှန်ကန်ပြီမဲ့လို့စောစောကလာဘတက္ကာရရည်ရွယ်ချက်တွေနာမည်ကြီးလို့မို့ရည်ရွယ်ချက်တွေနဲ့လုပ်ရင်လည်းပဲဘုန်းကြီးတို့လည်းပဲအပေတကားဆိုတာစိတ်မချရဘူးတဲ့ဘာလို့တော့ဆိုတော့ရည်ရွယ်ချက်မှန်ပြီမဲ့လို့နံပါတ်1ဒုတိယပိုင်းဖြစ်တဲ့စိတ်စေတနာမှားယွင်းသွားတယ်မိစ္ဆာပဏိတံစိတ်တံပါပိယောနံတတောပရိတဲ့မှားယွင်းတဲ့စိတ်ဓာတ်ဟာသိပ်ပြီးတော့ကြောက်စရာကောင်းတယ်ရိုးရိုးမိဘတွေလုံးမပေးနိုင်တဲ့ဟာတွေကိုပဲအပေတိချပြနိုင်တယ်တမ္မာပဏိတံစိတ်တံနဲ့စိတ်မှန်မှန်ထားလို့ရှိရင်လည်းပဲနိဗ္ဗာန်ချမ်းသာတိပို့ပေးနိုင်တယ်ကိုယ်စိတ်ဆွမ်းအားသိပြီးတော့အရေးကြီးတဲ့ကြောင့်မြတ်စွာဘုရားကဓမ္မပဒမှာစိတ်တဝတ္တရောပါလျောတိတန်ကိုပဲဟောကြားတော်မူခဲ့တယ်ပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့ဘက်ကလည်းပဲဘယ်လိုကြည့်ရဲမလဲစာသင်တဲ့တန်ဃာတော်ရှင်မြတ်တွေလည်းပဲလက္ခဏာပမာမဖြစ်ဘဲနဲ့နေတရဏဖြစ်အောင်ဒီစာတွေကိုသင်ယူပြီးတော့အသိဉာဏ်တွေရလာငါတို့ဆွမ်းအားရှိသမျှကျင့်မယ်တစ်ချိန်မှတက်လာလို့ရှိရင်တန်ဃာတော်ရှင်မြတ်တွေကိုပြန်လည်ပြီးတော့စာသင်ပို့ချခြင်းအပြင်သာသနာတော်ကြီးရှေးအောင်တရတအားပါဝင်လုပ်မယ်ငါတို့မှလည်းပဲပညာပါရမီတွေဖြစ်ပြီးတော့မဖို့နိဗ္ဗာန်အတွက်ပါရမီဖြစ်မယ်ဆိုတဲ့စိတ်ထားတွေနဲ့လုပ်လို့ရှိရင်လည်းပဲလုပ်ငန်းပိုင်းလည်းပဲမှန်ကန်တဲ့စိတ်ထားတွေလည်းမှန်ကန်တော့လောဘဒေါသတွေကြားလိနည်းနေသွားတယ်လောဘဒေါသတွေမောဟတွေကြားလိငြိမ့်သွားတယ်တဲ့ကြာတော့နောက်ဆုံးအရိယာနဲ့ပဲရောက်သွားတာပါပဲဒါကြောင့်မို့ဒီစိတ်ထားမှန်ကန်မှုလေလိုတယ်တဲ့လုပ်ငန်းပိုင်းမှာမှန်ကန်မှုဆိုရင်တော့စိတ်ထားတွေဘာမှသွားပြီးတော့တွက်เสียရမလို့တော့အစကတည်းကမှားနေမှတော့အရင်လဲမှတော့အဖျားချင်းဖြစ်တယ်ဆိုတာပြောเสียမလို့တော့တယ်လို့ပဲဒီလုပ်ငန်းပိုင်းဆိုင်ရာကစမှားနေမှတော့စိတ်တက်စီစစ်เสียမလို့တော့လောဘဒေါသတွေတိတ်ပြီးတော့တိုးပွားတော့မှာပေါ့တဲ့ဒါကြောင့်မို့ဒီမိမိတို့ဒီတန်ဃာတော်ရှင်မြတ်တွေဘက်ကလည်းပဲနံပါတ်1ပရိယတ္တိပฏิပတ္တိလုပ်တဲ့ပုဂ္ဂိုလ်တွေလည်းပဲဒီလိုပဲပေါ့ကို9မိနစ်ကျင့်လို့ရှိရင်9မိနစ်ကိလေသာငြိမ်းတယ်တဏှာကြီးတရားထိုင်ရင်တဏှာကြီးကိလေသာငြိမ်းတယ်ဆိုတဲ့စိတ်တက်နဲ့ကျင့်ရပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ငါဒီလိုတော်ထွက်ပြီးတော့တရားကျင့်ရင်တရားဓမ္မတွေဘလို့တူလိုက်မယ်ဘာဖြစ်လိမ့်မယ်လို့ရည်ရွယ်ချက်တွေဆိုလို့ရှိရင်အညာဟိလာဘူပနိတာဆိုတဲ့အတိုင်းနိဗ္ဗာန်နဲ့လာဘတ္တကာရဏတခြားစီပဲဒီစိတ်ဓာတ်တွေနဲ့တွင်လာဘတ္တကာရဏအပေကြီးတောင်မှကြာနိုင်တယ်လို့ဒါဘာလဝတ်မှာလည်းပဲမြတ်စွာဘုရားဟောကြားတော်မူခဲ့တယ်ပေါ့ဒါကြောင့်မို့ဒီမိမိတို့စံနေတဲ့မှာလောဘဒေါသမောဟငြိမ်းချမ်းအကျင့်ကျင့်တဲ့တန်ဃာတော်ရှင်မြတ်ဆိုတာဘာလဲဆိုတော့နံပါတ်1ပရိယတ္တိပฏิပတ္တိကိုစိတ်ထားမှန်
ပရိယတိပရိပတိကိုလုံနေရမယ်ပေါ့နံပါတ်2အဲ့ဒီအလုပ်ပေါ်မှာလည်းတစ္ဆာရှိရှိနဲ့စိတ်စေနာမေတ္တာတရားတွေဦးစီးပြီးတော့လုပ်ရမယ်တဲ့လာဘတက္ကာရဆိုတာအာရမဏဓိပတိမတက်ဘဲနဲ့သူ့အတူဥပနိတ္တယနဲ့လိုလိုဖြစ်လာရင်အပြစ်မရှိဒီလိုမှမဟုတ်ပဲလာဘတက္ကာရကိုပဲအာရမဏဓိပတိတက်ပြီးတော့ဒါရဖို့ဆိုလုပ်လို့ရှိရင်အဖြစ်တည်ရှိတယ်တဲ့ဒါကြောင့်မို့အဲ့ဒီလောဘဒေါသမောဟငြိမ်းချောင်းအကျင့်ကျင့်တယ်ဆိုတာဘယ်လိုသိရမလဲဆိုတော့တစ်ပရိယတိပရိပတိအလုပ်ကိုလုပ်နေကြတယ်နေ့အဲ့ဒီလုပ်ကိုမှလည်းပဲဆွမ်းအားရှိတဲ့စိတ်ထားမှန်မှန်လေးနဲ့ကြိုးစားပြီးတော့ပုထုဇဉ်လျောက်မှန်အောင်ကြိုးစားနေပြီဆိုရင်ဒါအင်္ဂါ၃ချက်နဲ့ပြည့်စုံပြီတဲ့အလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ချက်ဆိုတာအဲ့ဒီနံပါတ်1လောဘငြိမ်းအောင်ကျင့်နေကြတယ်နံပါတ်2ဒေါသတရားငြိမ်းချမ်းအောင်အကျင့်မှန်တွေကိုကျင့်နေကြတယ်နံပါတ်3မောဟတရားငြိမ်းချမ်းအောင်အကျင့်မှန်တွေကိုကျင့်နေကြတယ်အဲ့ဒါဆိုရင်အလှကံပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ချက်ပြည့်စုံပြီတဲ့ဒါလည်းပဲသိပြီးတော့အရေးကြီးတယ်ပေါ့ဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်တုန်းကအိန္ဒကနတ်သားနဲ့အင်္ဂုရနတ်သားသာရှိခဲ့တယ်သူတို့နတ်သားနဲ့မြတ်စွာဘုရားကဒီတာဝရဏနတ်ပြည်မှာအဘိဓမ္မာတရားဟောတော့တရားလာကြတယ်ပေါ့တရားလာတော့အိန္ဒကနတ်သားကဘုရားရှင်ရဲ့လက်ရဘက်ကအင်္ဂုရနတ်သားဘုရားရှင်ရဲ့လက်ဝဲဘက်ကနာနေတယ်စပြီးတော့ရောက်တဲ့ချိန်မှာကပ်ပြီးတော့ထိုင်နေကြကတ်ထိုင်နဲ့တကူကြီးနဲ့ဒီလာတဲ့အခါမှာအင်္ဂုရနတ်သားကနောက်ဆုတ်ပေးလိုက်နောက်တကူကြီးတဲ့နတ်ဓမ္မရိတာတဲ့ကနောက်ဆုတ်ပေးတယ်နဲ့ကြာတော့မြတ်စွာဘုရားနဲ့ဘလောက်ဝေးသွားတော့ဆို12ယူဇနာလောက်ဝေးသွားတယ်အိန္ဒကနတ်သားကတော့ဘသူပဲလာဒီနန်းလေးပဲမြတ်စွာဘုရားနဲ့ကတ်ထိုင်နေတော့မြတ်စွာဘုရားလည်းသူ့ရဲ့သာသနာတော်မှာလောဘဒေါသမောဟငြိမ်းချောင်းနေကျင့်နေကြတယ်ကျင့်ပြီးတဲ့တန်ဃာတော်ရှင်မြတ်တွေရဲ့ဂုဏ်ကိုပေါ်လွင်ပါစေဆိုပြီးတော့မြတ်စွာဘုရားကအဲ့ဒီစိတ်ထားနဲ့သူတို့ကိုမေးလိုက်တဲ့အခါမှာအင်္ဂုရနတ်သားလျှောက်တပည့်တော်တဲ့ဒီဟိုတုန်းကသာသနာ့ဘာသာမှာအနှစ်2000ပတ်လုံးဖိုးခနောက်တန်းကြီးတွေကိုတန်းပြီးတော့အနှစ်2000လုံးတပည့်တော်လှူဒန်းခဲ့တယ်ဗျာတဲ့ဒါပေမဲ့လို့တပည့်တော်လှူဒန်းခဲ့တဲ့လူဝတ္ထုတွေလှူခံတဲ့ပုဂ္ဂိုလ်တွေသီလမရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတယ်။ဘာနဲ့တူတယ်လဲဆိုတော့ကြက်တီးကုန်းမြေမှာသွားပြီးတော့လေယာစိုက်ပျိုးတယ်လို့ပဲသုံးတင်းကျဲမှာတရင်တောင်နိုင်ရတယ်လို့ပါပဲဗျာတဲ့အလှူခံပုဂ္ဂိုလ်တွေကသီလသမာဓိပညာနဲ့တော့တပည့်တော်ကပေါင်း2000ကုသိုလ်ပြုခဲ့ပေမဲ့လို့အာနုဘောနဲပြီးတော့ကိုယ့်တဲ့တကူကြီးတဲ့netတွေတိုင်းနောက်ဆုတ်ပေးခဲ့ရပါတယ်တဲ့အင်္ဂုရနတ်သားအဲ့လိုလျှောက်ပြီးတော့အိန္ဒကနတ်သားကတော့တဲ့ဘာကုသိုလ်လုပ်ခဲ့တယ်ဆိုတော့မြတ်စွာဘုရားရှင်လက်ထက်အရှင်နုရုဒ္ဓယန္နာမထေမြတ်လောဘဒေါသမောဟတွေငြိမ်းနေတဲ့ယန္နာရှင်မြတ်ကိုဆွန်တဆွန်လောင်းတယ်ပို့တယ်ပေါ့အဲ့ဒီဆွန်တဆွန်လောင်းတဲ့ကုသိုလ်ဟာရှင်နုရုဒ္ဓသီလသမာဓိပညာဆိုတဲ့ဓာတ်မြေဩဇာတွေသိကောင်းတဲ့အတွက်ညောင်စည်းလောက်စိုက်တဲ့ညောင်ပင်ကြီးလောက်ရတယ်လို့ပဲတကိုးတွေအင်မတန်ကြီးပြီးတော့မြတ်စွာဘုရားတရားဟောတဲ့နေရာမှာသူ့တဲ့ကိုကြီးမားတဲ့လက်ပြန်မှာတိတ်မတွေ့ရပဲမြတ်စွာဘုရားနဲ့မခွာပဲနေရတယ်တဲ့ဒါဘာလို့ဆိုတော့အလှကံပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ချက်ပြည့်မပြည့်ကွာသွားတယ်လို့ဒါကောက်ချက်ချလို့ရတယ်ပေါ့မိမိတို့လည်းပဲမိမိတို့မြို့မှာဖြစ်ဖြစ်ဘယ်မြို့မှာဖြစ်ဖြစ်တန်ဃာတော်ရှင်မြတ်တွေကိုကိုးကွယ်ပြီးဆိုလို့ရှိရင်တန်ဃာတော်ရှင်မြတ်တွေဘက်ကဒီ၃ချက်ထိုက်တဲ့တော့ပြည့်စုံလို့ဆိုရင်ဒီတန်ဃာတော်ရှင်မြတ်တွေကိုဘယ်ကြောင်းတိုက်ပဲဖြစ်ဖြစ်ဒါကိုးကွယ်ရမှာပဲဒါကြောင့်မို့လောဘဒေါသမောဟငြိမ်းချောင်းကျင့်မှန်တွေကိုကျင့်ပြီဆိုရင်မြတ်စွာဘုရားကအဲ့ဒါအလှခံပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ချက်ပြည့်စုံတယ်တဲ့အဲ့ဒီလို၃ချက်နဲ့ပြည့်စုံလို့ရှိရင်လည်းပဲအဲ့ဒီတရားဓမ္မတွေမျိုးကောင်းသားမျိုးကောင်းသမီးတွေရဲ့အလှကုသိုလ်ဟာသမုဒ္ဒရာ၄စင်းထဲမှာရှိနေတဲ့ရေတွေကိုပြည်တောင်းနေတဲ့ရေတွက်လို့မရတယ်လို့ပဲသူ့ရဲ့တဏ္ဍာမှာကုသိုလ်တွေကရေတွက်လို့ပမာဏပြုလို့ကိုမရတော့ဘူးလို့မြတ်စွာဘုရားကဟောကြားခဲ့တယ်ပေါ့အဲ့တော့ကောင်းပြီအလှခံပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ချက်တော့သိသွားပြီပေါ့အလှပေးဘက်ကယနေ့တရားဓမ္မတွေဘက်ကအင်္ဂါလည်းပဲပြည့်စုံရသေးတယ်တဲ့ဒါကတော့အလုံးတရားဓမ္မတွေကြားဖို့နေတဲ့စေတနာ၃တန်ပေါ့ပုပ္ပစေတနာမုံစစေတနာအပရစေတနာဒီစေတနာ၃တန်နဲ့ပြည့်စုံရင်အဲ့ဒါလူကံဘက်ကလည်းပဲ၃ပါးလူပေးဘက်ကလည်းပဲ၃ပါးဆိုတော့အင်္ဂါ၆ပါးနဲ့ပြည့်စုံတဲ့အတွက်အဲ့ဒီအတူပါအင်မတန်မှနိဗ္ဗာန်ကြီးအထောက်ပံ့ပေးနိုင်တဲ့ကုသိုလ်ဖြစ်ပြီတဲ့ကောင်းပြီလူပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ပါးဘာလို့ဆိုတော့ဣဒဘိကဝေဒါယကောပုဗ္ဗေဝဒါနာတုမနောဟောတိတရံစိတ်တံပတာရိတိတတဝါဓမ္မနောဟောတိဘေကဝေမဘုန်နိဗ္ဗာန်လိုလားလူသားလူသမီးတို့ဣဒာဤငါဘုရားရဲ့သာသနာတော်၌ဒါယကိုစွန့်ကြဲပေကံလူရန်နဲ့မျိုးကောင်းသားမျိုးကောင်းသမီးသည်တ
ဒါနာစွန့်ကြဲပေးကမ်းလူဒန်းဒီမှာပုပ္ပေဝရှိဖို့၌သာလျင်သူမနောဝန္တာရှင်ပြသောစိတ်ရှိသည်ဟောဒီဖြစ်ပါ၏တရံတော်ပေးလူဒန်းနေစဉ်မှာစိတ်တမ်းမိမိရဲ့စိတ်ကလေးကိုပတာရီတိကြည်လင်စေ၏တတဝပေးလူကြီးတဲ့နောက်ပိုင်းမှာလည်းပဲအတ္တမနောဝမ်းမြောက်ရှင်ပြသောစိတ်ရှိသည်ဟောဒီဖြစ်ပါ၏ဤတိတို့ဘဂဝါသုံးလောကဒုတာရှင်တော်မြတ်ဗျာသည်အဝဇာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏တည်းမြတ်စွာဘုရားကတန်ဃာတော်ရှင်မြတ်ဒီဘက်ကလူကံပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ချက်ဟောပြီးတဲ့နောက်မှာလှူပေးတဲ့ဘက်ကလည်းအင်္ဂါ၃ချက်ပြည့်စုံအောင်ကြိုးစားရတယ်တဲ့အဲ့တော့နံပါတ်1အင်္ဂါဘာလဲဆိုတော့ပုပ္ပစေတနာတဲ့ပုပ္ပစေတနာဆိုတာဘာလို့ဆိုတော့မလူမီမှာဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စေတနာပေါ့အဲ့တော့မလူမီမှာဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စေတနာဆိုတော့ယနေ့ယဟန်တရားဓမ္မတွေမိမိတို့ယဟန်ခံမယ်ဆိုတော့ရှင်ဥဒ္ဓမတို့ယဟန်ခံမယ်ဆိုတော့စောစောပိုင်းကလေးကဘလို့စီစဉ်မယ်ဘလို့လူမယ်ဘလို့လုံးမယ်စသည်ဖြင့်နှီးနှောတိုင်တိုင်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြမှာလူရရမယ်တန်ရမယ်အကြောင်းကြီးလုံးရမယ်အားတွေပြောပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးဆိုရင်အဲ့ဒါပုပ္ပစေတနာနဲ့ပြည့်စုံတာပဲဒါတော့မှတချို့တရားဓမ္မတွေကျပုပ္ပစေတနာချိုယွင်းသွားတတ်တယ်ဘလို့ချိုယွင်းလို့ဆိုတော့မိမိတို့မိသားစုရှိတယ်ဆိုရင်ခင်ပွန်းဖြစ်တဲ့လူကဘလို့လှုပ်ရှင်နေဆိုရင်ဇနီးဖြစ်တဲ့လူကကန့်ကွက်ပြီးတော့ပြောအဲ့တော့မင်းကဘာသိလို့စသည်ဖြင့်စကားတွေဘာတွေများပြီးတော့ညှိနှိုင်းမှုမလုပ်ဘဲနဲ့တူကအလိုရှိရင်တူကလျှော့ပြီးတော့ဒီလိုပေါ့ညှိနှိုင်းနဲ့တူလိုတူအကျိုးအကြောင်းလေးတွေပြရမယ်အစားတချို့ကမာနတွေကြီးပြီးတော့ငါကောင်းဆောင်ဆိုပြီးတော့ငါလုပ်တယ်လို့ဖြစ်ရမယ်ဆိုပြီးတော့သာသမီရဲ့တင်ပြတာကိုလည်းပဲဒေါသတကြီးပယ်ပြစ်နေဒီလိုသာလုပ်လို့ရှိရင်တော့ပုပ္ပစေနာမဖြစ်တော့ဘူးတဲ့ရှေ့ဖို့မှာဒေါသအာဃာတတွေများတတ်တယ်ဒါကြောင့်မလူမီမှာတိတ်ပြီးတော့တရိထားတယ်မိမိတို့သာသမီနဲ့မိဘတိုင်ပင်နေဆိုရင်လည်းသာသမီရဲ့တင်ပြလို့ရှိရင်မိဘကမကောင်းဆိုရင်အကြောင်းကျိုးလေးနဲ့ပယ်ပြဒီလိုလုံးဝဘလို့အကြောင်းကျိုးရှိတယ်အကြောင်းကျိုးနဲ့တင်ပြလို့ရှိရင်ပုပ္ပစေနာဆိုတာပြက်ခဲပါတယ်တဲ့တချို့ကြတော့ဒီလိုအကြောင်းကျိုးမဟုတ်ပဲနဲ့တကူတော်အာနာပြပြီးတော့မင်းကပါဠိလိုလဲဒါဘလို့စသည်ဖြင့်ကြမ်းကြမ်းတမ်းတမ်းနေနဲ့ပြောလိုက်လို့ရှိရင်မိမိတို့ကုသိုလ်တော်လုံးဖြစ်ပါရဲ့မလူမီမှာဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်ဆိုတာဒေါသတွေဖြစ်သွားတဲ့ပုပ္ပစေနာလေးတွေနည်းနည်းချို့ယွင်းသွားတတ်တယ်လို့စာပေရခြင်းလို့ဆိုတယ်ပေါ့ဒါကြောင့်မိမိတို့မလူမီမှာဘယ်တော့ဖြစ်ဖြစ်ညှိနှိုင်းတိုင်ပြီးတော့ပုပ္ပစေနာဖြစ်အောင်ကြိုးစားရပါပုပ္ပစေနာချို့လို့ရှိရင်ဘာဖြစ်တယ်လို့ဆိုတော့ကျမ်းဂန်တွေမှာပြတယ်ပေါ့ဒီအရွယ်သုံးပါးထဲမှာပထမအရွယ်မှာချို့တဲ့နေရပြီးတော့ဒီဒုတိယပိုင်းအကြောင်းမှာကောင်းစားတတ်တာဒါပုပ္ပစေနာချို့တဲ့အကြောင်းတချို့ကြတော့လည်းဒီလိုမဟုတ်ဘူးတချို့နေရာတွေကြတော့ဒီပုပ္ပစေနာချို့ရင်ဘာဖြစ်တဲ့တုံးဆိုတော့လှူဒန်းလိုက်တဲ့အတွက်ပစ္စည်းဥစ္စာတော့ချမ်းသာတတ်ပါတယ်တဲ့ဒါတွေနဲ့ရုပ်အဆင့်ဥပဒေအရတိတ်ပြီးတော့အယုတ်ဆိုးတတ်တယ်ဒါပုပ္ပစေနာရဲ့အကျိုးဆက်ပစ္စည်းတွေတော့ချမ်းသာပါရဲ့ရုပ်ကအင်မတန်ရုပ်ဥပဒေကဆိုးပြီဆိုရင်ဒါပုပ္ပစေနာချို့တယ်လို့စာပေတွေမှာကောက်ချက်ချပြတယ်ပေါ့ဥပမာပြဘုန်းကြီးတို့ကုသမင်းပေါ့ဘုရားလုံးဖြစ်တဲ့ကုသမင်းတိတ်ပြီးတော့အယုတ်ဆိုးတာပဲတနေ့တော့ဘာလို့ဆိုတော့ဒီပပဝတိကိုကြည့်ချင်လို့ရေကန်လေးကနေပြီးတော့ချောင်းပြီးတော့ပပဝတိရေကန်နဲ့လာတဲ့အချိန်မှာရေကန်လေးကနေပြီးတော့သူ့ရုပ်ကိုပေါ်ပြလိုက်တော့ပပဝတိကဘလူးထင်ပြီးတော့မုတ်လေသွားတယ်တဲ့အဲ့လောက်ထိရုပ်ဆိုးတယ်အဲ့ဒါဘာဖြစ်လို့ရုပ်ဆိုးခဲ့ရတာလဲတခုသောဘဝမှာဒီဖះလောင်းကုသမင်းကညီကို2ယောက်ရှိတယ်ပေါ့အဲ့တော့ညီဖြစ်တဲ့ကုသလောင်းကညီပေါ့အကိုကြီးဖြစ်တဲ့ပုဂ္ဂိုလ်အဲ့ဒီအကိုကြီးမှလည်းပဲဇနီးတစ်ယောက်ပါရှိတယ်ဆိုတော့မကြီးနဲ့နေကြတယ်ပေါ့အဲ့တော့ချစ်ခင်ခင်တူနေတဲ့အချိန်မှာတနေ့တော့ဒီကုသလောင်းဖြစ်တဲ့ညီငယ်ကတောထဲမှာသွားတယ်သွားတဲ့အခါမှာအဲ့ဒီကြံနေတဲ့မကြီးဖြစ်တဲ့လူနဲ့ကိုဖြစ်တဲ့လူကအိမ်မှာမုံမျိုးစုံလုပ်ပြီးတော့စားတယ်ပေါ့စားပြီးတော့သူတို့ရဲ့ညီဖြစ်တဲ့မောင်ဖြစ်တဲ့ကုသလောင်းအတွက်ခြံထားတဲ့အချိန်မှာသူတို့အတွက်စားပြီးတော့ခြံထားတဲ့အချိန်မှာပိစိကဗုဒ္ဓရှင်မြတ်တစ်ပါးကကြွားပြီးတော့လှူခံလာတော့မကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီသူ့ရဲ့မောင်ဖြစ်တဲ့ကုသလောင်းအတွက်ခြံထားတဲ့မုံတွေကိုကဲလေသူ့အတွက်ပြီးမှလုပ်ပေးမယ်ဆိုပြီးတော့ပိစိကဗုဒ္ဓရှင်မြတ်ကိုလှူလိုက်တယ်အဲ့ဒီလှူနေတဲ့အချိန်တိုက်ဆိုင်ပဲဟိုကတော့ပြန်ရောက်လာတော့လူငယ်ဆိုတော့ဟိုကပြောတယ်ငါမောင်နဲ့ငါမောင်အတွက်ခြံထားတာရှင်ပိစိကဗုဒ္ဓရှင်မြတ်လာလို့လှူလိုက်တယ်လေပြောရော
သူတို့အတွက်ကြတော့စားပြစ်တယ်ငါအတွက်ကြတော့လူတယ်ဆိုပြီးတော့လူငယ်သဘာဝစိတ်တည်းခက်ထန်လာပြီးတော့ပိစိကဗုဒ္ဓတပိတ်ထဲပြင်ထည့်ထားတဲ့မုံကိုပြန်ပြီးတော့ဆွဲလှုပ်တယ်လူပြီးတော့ဘာလို့ဆိုတော့နောက်တော့တရားတရားပေါက်ပြီးပြန်လှူလိုက်တာပါပဲအဲ့ဒီမှာပုဗ္ဗစေတနာလေးချူရွင်းတဲ့အတွက်ဒီကုသမြတ်ဖြစ်တဲ့အခါမှာအာနာဩဇာတိတ်ကမာတွေတိတ်ကြည့်ပြီးတော့ရှင်ဘရင်တို့ဖြစ်ပါရဲ့ဒါပေမဲ့ရုပ်ဥပဒေကဘလူးတကောင်တော့ပဲတိတ်ပြီးတော့ဆိုးရတယ်တဲ့ဒါဘာဖြစ်လို့လဲဆိုတော့ပုဗ္ဗစေနာချုပ်ခဲ့လို့တဲ့ဒါကြောင့်မိမိတို့လူတဲ့တန်းတဲ့နေရာမှာပုဗ္ဗစေနာမချုပ်အောင်မိမိတို့မိသားစုချင်းချင်းသာသမီတွေချင်းချင်းမိတ်ဆွေချင်းချင်းအကျိုးအကြောင်းနဲ့ပြပြီးတော့ဘလို့လူမယ်ဘလို့တန်းမယ်ယဟန်ခန္ဓာကံမှာလည်းဘလို့လုံးမယ်ဆိုရင်ဒါပုဗ္ဗစေနာချုပ်เสียအကြောင်းမရှိတော့ဘူးတဲ့အဲ့တော့မာနအတ္တကိုချပြီးတော့အကျိုးအကြောင်းလေးနဲ့ဆင်ញင်စဉ်းစားသုံးသပ်လို့ရှိရင်ဒီပုဗ္ဗစေနာချုပ်ဖို့အကြောင်းမရှိဘူးဒါကြောင့်မို့ပုဗ္ဗစေနာဆိုတာဘာလဲဆိုတော့မလူမီမှာဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စေတနာလို့ဒီလိုကျင့်ကြံမှတ်ခဲ့ဖို့နောက်မုံစစေနာခဏတာအပရစေနာဆိုတာဘာလဲဆိုတော့တတဝါဒမနောဟောတိဘေကဝေမက်ဖို့နိဗ္ဗာန်လိုလားမြို့သားမြို့သမီးတို့ဣရာဤငါဘုရားရဲ့သာသနာတော်၌ဒါယကိုစွန့်ကြဲပေကံလူရန်နဲ့မျိုးကောင်းသားမျိုးကောင်းသမီးသည်တတဝါပေးလူကြည့်တဲ့နောက်မှာတော့အတ္တမနောဝမ်းမြောက်ဝမ်းသာရှင်ပြသောစိတ်ရှိသည်ဟောတိဖြစ်ပါ၏ဣတိသောဘဂဝါသုံးလောကဒုရရှင်တော်မြတ်ဗျာသည်ဩဇာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏တည်းအပရစေနာဘာလို့ဆိုတော့တတဝါအတ္တမနောဟောတိတဲ့ပေးလူပြီးတဲ့နောက်ဝမ်းမြောက်ဝမ်းသာဖြစ်ရအဲ့တော့ပေးလူပြီးတဲ့နောက်ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ဆိုတာဘုန်းကြီးတို့ဘလို့လူမှဖြစ်နိုင်တယ်လေတချို့မဖြစ်ဘူးလို့ဒီလိုပဲပြောလို့ရတယ်ပေါ့အဲ့တော့ဘုန်းကြီးတို့ခေတ်စကားနဲ့ပြောရင်မစိုးရိမ်စရာတော့ဆိုတာမစိုးရိမ်ကြောင်းတိုက်ကြီးနှစ်တိုက်တီထောင်သွားခဲ့တဲ့ဗိဓိဇမဟာရတကုဆရာတော်ဥတူရိယပြီးဝန်သာဆိုတာရှိခဲ့တယ်ပေါ့အဲ့ဒီဆရာတော်ကြီးကသူ့ရဲ့တရားဓမ္မတွေအပရစေနာမချွတ်ဆုံးမတဲ့စကားလေးတစ်ခုရှိတယ်ဘလို့တော့ဆိုတော့တရားဓမ္မတို့တဲ့ကိုလှူတဲ့ပစ္စည်းကိုမအောင်လှူကြလို့အဲ့ဒီလိုပြောလို့ရှိတယ်အဲ့တော့ဒီစကားမှာမအောင်လှူကြကြဘာပြောတာလဲဆိုတော့အပရစေနာဖြစ်ဖို့အတွက်တွန်းအားပေးတဲ့စကားပါဒီမိမိတို့ပစ္စည်းတစ်ခုထားပါတော့မိမိတို့အပိဋကသုံးဖို့လှူခြင်းနဲ့ထားတော့ပိဋကသုံးဖို့လူကျင်တာကိုတောเจ้าနေမှာစာမတက်တဲ့ဦးစင်းကြီးတွေဘာတွေရှိနေကြတယ်အဲ့ဒီဦးစင်းကြီးတွေစီသွားပြီးပိဋကသုံးဖို့လူရင်ကောင်းတဲ့ဆိုပိဋကသုံးဖို့သွားလူတော့ဒီဦးစင်းကြီးတွေရဲ့ဒီစာကြီးတွေမကြည့်တတ်တော့ဘာလို့ဗီယိုထဲမှာလှထည့်ထားတော့ဒီပိဋကသုံးဖို့ပို့ချမဲ့လူလည်းမရှိကြီးမဲ့လူလည်းမရှိဗီယိုထဲမှာလှပဲရှိနေအဲ့တော့လူတန်းတဲ့တရားဓမ္မတွေကဒီစာအုပ်ကြီးကိုကြည့်ပြီးတော့စာသင်စာချလုပ်မှကုသိုလ်တွေကပို့ပြီးတော့အပရစေနာဖြစ်တယ်ခုတော့ဗီဒီယိုထဲမှာဒီတိုင်းထည့်ထားတော့အဲ့ဒီအလူအားတဲ့လူလို့ဒီလိုခေါ်ရတယ်အဲ့တော့ပိဋကသုံးပုံလူချင်းဘာဖြစ်မလဲဆိုစာသင်တိုက်တွေတွားပြီးတော့လိုအပ်တဲ့စာအုပ်ပိဋကသုံးပုံတော့မှရှိနေလို့ချင်းနောက်ထပ်လိုနေတဲ့စာအုပ်ကိုပဲလှူသင့်တယ်ဒါမှဒီစာအုပ်ကိုကြည့်ပြီးတော့စာသင်စာချတရားဟောတရားပြတွေလုပ်လို့ရှိရင်မိမိတို့မှာဒီစာအုပ်မှာစာချနေတဲ့မြတ်၊ကိုင်နေတဲ့မြတ်အလူရှင်မှာတွေးလိုက်တယ်တွေ့လိုက်တယ်ဝမ်းမြောက်ဝမ်းသာဖြစ်တယ်အဲ့ဒါပရစေနာဖြစ်တယ်အဲ့ဒါမအားတဲ့လူလို့ဒီလိုခေါ်လို့ရပါဘူး။နောက်ကျောင်းတွေပါလေဆောက်တချို့ကနာမည်ကြီးတဲ့နေရာမှာသွားပြီးတော့ဝိုင်းဝန်းဆောက်တယ်ကျောင်းကြီးတွေပြီးတော့တောက်ခတ်ထားတယ်နေမဲ့တန်ခါကမရှိဒါဆိုရင်အားတဲ့လူလို့ခေါ်တယ်။တရားဓမ္မတွေတူထားတဲ့ကျောင်းကိုဒီကျောင်းကိုတူထားတယ်ဆိုလို့ရှိရင်ကျောင်းပေါ်မှာတန်ခါတော်ရှင်ကဒီစာကြကြစာအမ်းကြဘုရားဝတ်တက်ကြတရားထိုင်ကြဒါဆိုလို့ရှိရင်တူထားတဲ့ပုဂ္ဂိုလ်မှာတွေ့တိုင်းတိတ်ပြီးတော့ကုသိုလ်တွေဖြစ်တယ်ဝမ်းလဲဝမ်းသာစောစောကတော်ကြီးပိတ်ပြီးတော့ခတ်ထားတဲ့နဲ့ဆိုင်ကိုကျောင်းပေါ်မှာစာသင်စာကြဘုရားဝတ်တက်လုပ်တာအင်မတန်ကုသိုလ်ရတာပေါ့အဲ့ဒါမအားတဲ့လူပေါ့ဘာမှမလုပ်ဘဲနဲ့တော့ခတ်ထားလို့ရှိရင်အားတဲ့လူလို့မစိုးရင်ဆရာတော်ဘုရားကြီးဒီလိုပြောလို့ရင်ဖြစ်တယ်ပေါ့ဒါကြောင့်မို့တရားဓမ္မတွေမိမိတို့ပရစေနာမချို့ခြင်းဘူးဆိုရင်ဘာလို့လဲကိုလှူတဲ့ပစ္စည်းကိုမအားတဲ့နေရာလူတဲ့တကယ်သုံးချမဲ့နေရာလူကျောင်းဆောင်လို့ရှိရင်လည်းပဲဒီကျောင်းကိုသုံးချမဲ့နေရာလူစာအုပ်လူတန်းလို့ရှိရင်လည်းပဲဒီစာအုပ်ကိုတကယ်အသုံးပြုမဲ့ပုဂ္ဂိုလ်တွေတန်ခါနေရာဌာနကိုကြည့်ပြီးတော့လှူပြီးဆိုရင်အဲ့ဒါဟာမိမိတို့အတွက်ပရစေနာဖြစ်တယ်တွေးတိုင်းဝမ်းမြောက်တယ်တဲ့ဒါကြောင့်မို့တတဝါဒမနောဟောတိတတဝါပိလူကြည့်တဲ့နောက်မှာတော့အတ္တမနောဝမ်းမြောက်ရှင်ပြသောစိတ်ရှိသည်ဟောတိဖြစ်ပါ၏တဲ့အဲ့ဒါအပရစေတနာပဲဘုန်းကြီးတို့ဒီမှာတောရွာတွေမှာရှိသေးတယ်ပေါ့ဘလို့တော့ဆိုလို့တချို့ကမိမိတို့က3သိန်းလောက်တတ်နိုင်တယ်ဘ
ဘေးကနေအမင်းတက်မှတခါလူရတာလောက်တာလောက်ဘာမှနောက်ဆုံးနေဆိုအကျွေးတွေလူပြီးတဲ့အခါမှာအကျွေးတွေကတင်းတော့ထင်တော့မရတော့ဘာဖြစ်တယ်လဲဆိုတော့မိမိတို့ရှိတဲ့ပစ္စည်းတွေရောင်းချဆက်တော့စီးပွားရေးတွေကကြာအဲ့ဒီအချိန်မှာမိမိရဲ့လူကိုပြန်တွေးတိုင်းသူဟာဝမ်းမြောက်ဝမ်းသာမဖြစ်နိုင်ဘူးတဲ့အဲ့ဒါပရစေနာမဖြစ်နိုင်တော့အဲ့တော့ကိုလူနိုင်တော့ကိုပိုင်းဖြတ်ပြီးတော့လူလို့ရှိရင်ပရစေနာဖြစ်တယ်ကိုစိတ်ကြည်နူးမဲ့နေရလူလို့ရှိရင်ပရစေနာဖြစ်တယ်ပေါ့ဒါကြောင့်မို့မိမိတို့လူတဲ့တန်းတဲ့နေရာမှာအဲ့ဒီပုဂ္ဂိုလ်ရဲ့တချို့ပြောသေးတယ်ဟာဘသူဖြင့်ရှင်ပြုလူကြီးလှုပ်လိုက်ပြီးတဲ့စီးပွားရေးကိုကြသွားတာပဲလို့ပြောလို့ရှိတယ်အမှန်တော့မြတ်စွာဘုရားလူကြတော့ကိုစားမဲ့သမင်းတွေကတလုတ်တဆုပ်လှူပါတဲ့လှူဒန်းလိုက်တဲ့အတွက်ဘဝတန္တရာကြီးကြည့်လိုက်လို့ဆင်းရဲသွားတဲ့ပုဂ္ဂိုလ်ငါတပ်ပညုတဘုရားတပ်ပညုတဉာဏ်နဲ့ကြည့်တာတော့မတွေ့ရပါဘူးလို့မြတ်စွာဘုရားအဲ့ဒီလိုဟောတာအဲ့တော့သူတို့ကဘာလို့ဆင်းရဲတာလဲဆိုတော့လှူလို့ဆင်းရဲတာမဟုတ်ပါဘူးဘုံပကာသနာတွေမမောလို့ဆင်းရဲတာလို့ပပလောလေးကိုခွဲခြားပြီးတော့ကြည့်တယ်လို့ရှိရင်ဒါသဘောပေါက်ဒါကြောင့်ပရစေနာမချို့ရအဲ့တော့ပရစေနာမချို့အောင်စောစောကကိုပစ္စည်းကိုအသုံးချမဲ့နေရမအားမဲ့နေရလူကိုဝမ်းသာရှင်ကြောင်းတဲ့နေရာမှာလူလို့ရှိရင်ဒါတွေးတိုင်းဝမ်းမြောက်ဝမ်းသာဖြစ်တယ်တဲ့ဒါဆိုရင်ပရစေနာနဲ့ပြည့်စုံသွားနိုင်တယ်ပေါ့ခုယဟန်ခံထားတယ်ဆိုရင်မိမိတို့ယဟန်တော်ပညာတွေသင်သီလသမာဓိပညာတွေပြည့်တွေးတိုင်းပရစေနာတွေဖြစ်မှာပဲဒါကြောင့်မို့ပရစေနာဆိုတာဝမ်းမြောက်ဝမ်းသာတူပြီးတဲ့နောက်မှာလည်းဆက်ပြီးတော့ဖြစ်နေတာပရစေနာလို့ခေါ်တယ်ပေါ့အပရစေနာချုပ်ရလို့ရှိရင်ဘာဖြစ်တတ်တော့ဆိုတော့ဘုန်းကြီးတို့တာဝတိတိတခါတော့ကောသလမင်းရဲ့မြတ်စွာဘုရားကနေ့လယ်12နာရီလောက်ကြီးရောက်လာတော့ဘာလျှောက်တော့မြတ်စွာဘုရားကမင်းကြီးတဲ့နေ့လယ်ခေါင်ကြီးဘာလို့လာတာလဲဆိုတော့မှန်လားပါဗျာတဲ့တာဝတိမြို့ထဲမှာတထေးတစ်ယောက်ဆုံးတယ်သူ့မှာသားသမီးလည်းမရှိဘူးဗျာတဲ့အဲ့တော့သူ့ရဲ့ပစ္စည်းတွေကိုလည်းပဲမစားရမတော့ရပစ္စည်းတွေပြိတ်ပြီးတော့ချမ်းသာတယ်ဗျာတဲ့ငွေတုံးတွေကသူ့မှာ380လောက်ချမ်းသာတယ်ဗျာတဲ့ကျန်တာရတော့ပြောမနေနဲ့မြတ်စွာဘုရားတဲ့ဒါမှသာတော့တမိကံမရှိတော့ဒီပုဂ္ဂိုလ်ကသိပြီးတော့ထူးဆန်းတယ်စားနေတာလည်းပဲသကွဲထမင်းပုံရင်ပဲစားနေတယ်ဝတ်တဲ့ဝတ်ကလည်းပဲပတ်ဆံလျှော်ချီနဲ့ရက်ထားတဲ့ကျမ်းလေးဆိုတဲ့သုံးနံစင်အဝတ်တွေကိုဝတ်တယ်သွားလာတဲ့အခါတုံးပြတဲ့ယထာလေးကလည်းယထအိုလေးဗျာတဲ့နဲ့ရိုင်းနေတာနောက်ပြီးတော့ထီးရလည်းပဲတိရွတ်တွေဆက်လုပ်ထားတယ်ပစ္စည်းတွေချမ်းသာပြီးတော့ကိုဝမ်းကိုတောင်မတရာတဲ့အင်မတန်မှကက်စီးနေတဲ့တထေးပဲဗျာဆိုတော့မြတ်စွာဘုရားကအတိတ်ကြောင့်ပြန်ဟောပြတဲ့အခါမှာအဲ့ဒီတထေးဟာတဲ့ဒီတာဝတိမြို့မှာပဲတထေးတယောက်ဖြစ်ခဲ့ဘူးတယ်ပေါ့ဒီနေ့တော့ပိစိကဗုဒ္ဓတက္ကရာတိကြီးဆိုတဲ့ပိစိကဗုဒ္ဓရှင်မြတ်ကဆွမ်းခံကြွလာတယ်ပေါ့ဆွမ်းခံကြွလာတော့နေတိုင်းတခါမှမလောင်ဘူးတဲ့အဲ့ဒီနေ့တော့သူကမနက်ခင်းမှာစာပြေလေးဖြစ်နေကောင်းမွန်လေးစားပြီးတော့တပူတိုက်ပြီးတော့နေတဲ့အချိန်မှာပိစိကဗုဒ္ဓကြွလာတော့စိတ်ထဲမှာကြည်လင်နေတာနဲ့ရှင်မကြီးတဲ့ဟောဒီမှာပိစိကဗုဒ္ဓတပါးကြွလာတယ်ဆွမ်းလောင်းလိုက်ပါဦးဆိုပြောသူကရှင်ပြင်းစီသွားတယ်ပေါ့သွားတော့မျိုးသမီးကလည်းပဲငါယောက်ျားကတရားမွဲလိုက်တာနေတိုင်းတခါမှမလောင်းတိုင်းဘူးအဲ့သူမလောင်းတိုင်းတော့ငါလည်းမလောင်းယနေ့တော့လောင်းတိုင်းနဲ့လောင်းတိုင်းတာလည်းပဲရိုးရိုးရမ်းတော့မဟုတ်ဘူးရမ်းတာရှင်မြတ်ပိစိကဗုဒ္ဓရှင်မြတ်အဲ့တော့ကောင်းပြီမြို့မေဆိုတာတွေလောင်းပါပဲဆိုပြီးတော့တလေးသမင်းကြီးချက်ပြီးတော့ဝမ်းမြောက်ဝမ်းသာနဲ့လောင်းလိုက်တော့တာလောင်းတော့ပိစိကဗုဒ္ဓလည်းပဲဒီသွန်းနေကိုကဏ္ဍမာရဏတောင်မှာပြန်ပြီးတော့အခြားပိစိကဗုဒ္ဓတွေနဲ့ဝေဖန်ပြီးတော့ဖုံးပေးလို့တဲ့အတွက်မဖုံးပေးဘဲနဲ့ပြန်ကြွတဲ့အချိန်မှာစောစောကတထေးလာလည်းပဲရောက်လာတော့ရှင်ဗျာတဲ့တပည့်တော်တို့ကတပည့်တော်လောင်းခိုင်းခဲ့တာလောင်းလာလားဆိုတော့ဟိုကပြောလဲပြောပြီးတော့သူကလှမ်းပြီးတော့လေပင်ခြေပြားလေးထောက်ပြီးတော့ကောင်းလေးစောင်းပြီးတော့ကြည့်လိုက်တဲ့အခါတပိတ်ထဲမှာကောင်းပြီဆိုတာတွေပြီးတော့သူကဘာကြံတော့ဆိုတော့ဩတဲ့ငါရဲ့ဒီကောင်းပြီဆိုတဲ့ဆွမ်းနေကိုစားပြီးတော့ဟောဒီပိစိကယဟန်နေကတွားပြီးတော့အိတ်နေတော့မှာပဲတဲ့ငါရဲ့ဒီသမင်းနေဟင်းနေကောင်းပြီဆိုတာတွေကိုငါရဲ့လုံသမားတွေကြုံနေကြွေးတာကမှကျေးဇူးတင်ပြီးတော့ငါပေါ်မှာလှုပ်ပေးလေဦးမယ်ခုတော့သူ့လူလဲရတာမှားလိစွာတဲ့တွားပြီးစားအိတ်နေတော့မှာပဲဆိုပြီးတော့အပရစေနာလှူပြီးခိုင်းပြီးမှချုပ်တဲ့သွားရှာအဲ့ဒါကြောင့်မို့တဲ့သူကတထေးဘဝတော့ရောက်ပါရဲ့ဒါပေမဲ့ကိုဝမ်းကိုတော့မတရာတဲ့အင်မတန်ကစီးနေတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်ဆိုပြီးတော့မြတ်စွာဘုရားကကောသလသမီးကြီးကိုဟောပြလိုက်တယ်ပေါ့အဲ့တော့ဒီမှာလည်းပဲဒီဝတ္ထုမှာလှူဒန်းပြီးတဲ့နောက်မှာဝမ်းမြောက်ဝမ်းသာမဖြစ်ဘဲနဲ့နှမျိုးစိတ်တွေတွန့်တိုစိတ်တွေဖြစ်ခဲ့တဲ့အတွက်သူဟာဖြစ်ရပွားတိုင်းလှူဒန်းလိုက်တဲ့အတွက်ပစ္စည်းတွေပေါ်ပြီးမဲ့လို့တဲ့အင်မတန်ကစီးနေပြီးကိုဝမ်းကိုမတရာတဲ့ဖြစ်ရတာပရစေနာချို့လို့ဒီလိုသဘောပေါက်
နောက်အရေးကြီးဆုံးကဘာလို့ဆိုတော့မုံစစေတယ်မုံစစေတာကဘာလို့ဆိုတော့တတံစိတ်တံပတာတိတိဘေကဝေမဂ္ဂနိဗ္ဗာန်တို့လားနုဒနုသမီတို့ဣဒာယံငါဗျာဤသာသနာတော်၌ဒါယကောစွန့်ကျင်ပေကံလူတန်းနဲ့မျိုးကောင်းသားမျိုးကောင်းသမီးသည်တရံတရံတော်ပေလူတွင်နေစဉ်မှာစိတ်တံမိမိရဲ့စိတ်ကလေးကိုပတာရီဒီကုသူတွေဝိုင်းရံစေ၍ကြည်လင်စေ၏ဤဒီတို့ဘဂဝါသုံးတော်ကဒေါတာရှင်တော်မြတ်ဗျာသည်ဩဝါစာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏တည်းအဲ့တော့တရားဓမ္မတွေပြည့်စုံမဲ့ပုပ္ပစေနာဆိုမလူမီဖြစ်တဲ့စေနာချွရင်းလို့ရှိရင်ရုပ်ဆင်းအင်မတန်သိုးတက်တဲ့ချမ်းသာပါပဲအပရစေနာဆိုတူပြီးတဲ့နောက်ဝမ်းမြောက်ရတယ်ဝမ်းမမြောက်ဘဲနဲ့ဖြစ်လို့ရှိရင်နှမျိုးစိတ်တွေပေါ်လာလို့ရှိရင်ပစ္စည်းဥစ္စာချမ်းသာပြီးကိုဝမ်းကိုတော့မတရားတဲ့အင်မတန်ကဆေးနေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ခုမုံစားစေနာကြတော့တိတ်ပြီးတော့ရည်ကြီးတယ်မုံစားစေနာချွရင်တော့နိဗ္ဗာန်နဲ့ကိုလွဲသွားတတ်တယ်အဲ့တော့မုံစားစေနာဘာလို့ဆိုတော့တတံစိတ်တံမသာတိတိလှူဒန်းနေတဲ့အချိန်မှာကြည်လင်တဲ့စိတ်ထားနဲ့လှူရတယ်ကြည်လင်တဲ့စိတ်ထားနဲ့လှူတယ်ဆိုတော့နိက္ခမတတ်တွင်းပြီးတော့လှူမှပို့ပြီးတော့ကောင်းအောင်ပြေဝတယ်ပါရမီဒါနဖြစ်တယ်ပေါ့ဘလို့ဖြစ်ရလဲဆိုတော့ကာမဒေါသဘဝဒေါသနိက္ခမနလက္ခဏာနိက္ခမတဲ့မိမိလှူဒန်းတဲ့အခါမှာကာမတရားဘဝတရားကိုကြော်လွှားပြီးတော့လှူဒန်းနိုင်တာပါရမီဒါနဖြစ်တယ်အဲ့ဒါမှမုံစစေနာအစစ်ဖြစ်တယ်မုံစဆိုတာစွန့်လွတ်တာရယူတဲ့လက္ခဏာမဟုတ်ပါဘူးအဲ့တော့လှူဒန်းတဲ့အချိန်မှာဘလို့ကာမတရားတွေကြော်လွန်လဲဆိုတော့ဖျားတပည့်တို့သင်္ကန်းတွေဘာတွေကိုလှူခံပြီးတော့ယဟန်တော်ရှင်ဥဒ္ဓမသာသနာပေါင်းဖြစ်တဲ့ယဟန်ဘဝကိုတက်ရောက်တပည့်တို့ရဲ့ပစ္စည်းကိုသုံးပြုပြီးတော့သာသနာလုပ်ပြီးချမ်းချမ်းသာသာလုံဆောင်နိုင်ပါစေသိဉာဏ်တူတွေရပါစေဖေဟာဆိုရင်ရှင်ဥဒ္ဓမချမ်းသာဖို့ပဲရည်စူးတယ်တန်ဃာတော်ရှင်မြတ်တွေချမ်းသာဖို့ပဲဆုံးကတ်တယ်ဆိုရင်မိမိမှာဘာဖြစ်ခြင်းလို့လူတယ်ညာဖြစ်ခြင်းလို့လူတယ်ယာတုတက်ခြင်းလို့လူတယ်ဆိုတဲ့ဒီလိုခြင်းတဲ့လောဘတွေကြော်လွှားပြီးတော့မေတ္တာတန်တန်နဲ့စေတနာတန်တန်နဲ့လူပြီးဆိုရင်အဲ့ဒါမုံစားစစ်သွားကြည်လင်တဲ့ကုသိုလ်စိတ်နဲ့လူတယ်လို့ပြောလို့ရဒီလိုမှမဟုတ်ဘဲနဲ့ယာတုတက်ခြင်းလို့ဘာဖြစ်ခြင်းလို့ဆိုရင်လောဘတွေနဲ့လူရင်ဒါမုံစားစေနာမစစ်တော့ဘူးတဲ့ဒါကြောင့်လူတန်းတဲ့အခါမှာလူကံပုဂ္ဂိုလ်တွေချမ်းသာစေလို့တဲ့မေတ္တာစေနာနဲ့လူတန်းလို့ရှိရင်ကိုယ့်အတွက်လိုချင်တဲ့ကာမတရားတွေလွန်မြောက်သွားတယ်အဲ့ဒါမုံစစေနာစစ်တော်တာနောက်ပြီးတော့ဘဝတရားကိုကြော်လွန်ရမယ်ဆိုတော့ဘာလို့ဆိုတော့ဘုရားကြီးတို့ဒီလိုလူတိုင်းရဲ့ကုသိုလ်ကြောင့်ခန္ဓာဆင်းရဲချုပ်ကြီးရဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုပြရစီဆိုရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုပြရစီဆိုရင်32ပုံကြီးမလိုချင်တော့ပါဘူးဆက်ဆုပ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တဲ့အတွက်32ပုံဆိုတဲ့ဘုံဘဝကိုလည်းပဲဆက်ဆုပ်ကြော်လွန်ပြီးသားဖြစ်သွားတယ်ဒါမုံစစေနာစစ်သွားတာဒီလိုမှမဟုတ်ဘဲနဲ့လူဖြစ်လူချမ်းသာနတ်ဖြစ်နတ်ချမ်းသာဆိုတော့32ပုံထဲမှာဝိလေဆိုရင်ဘဝကြီးတောင်းတနေလည်းပဲမုံစစေနာမစစ်ဘူးတဲ့အဲ့တော့မုံစစေနာစစ်လို့ခြင်းလို့ရှိရင်လူကံပုဂ္ဂိုလ်ချမ်းသာတဲ့စေတနာနဲ့တန်တန်နဲ့လူရတယ်ကိုယ့်အတွက်လည်းပဲနိဗ္ဗာန်သိတဲ့ဆုတောင်းရတယ်တဲ့တောင်းတလို့ရင်အဲ့ဒါမုံစစေနာစစ်တာပဲဒီလိုမှမဟုတ်ဘဲနဲ့ကိုယ့်အတွက်ဘာဖြစ်ခြင်းလို့လောကီကျိုးတွေဝင်ပြီးဆိုရင်လောဘတွေဝင်ရှက်တဲ့အတွက်တဏှာစိတ်တံပတာရီလှူဒန်းနေတဲ့မှာကုသိုလ်စိတ်ကြည်လင်တဲ့စိတ်တန်တန်ဖြစ်ရမယ်ဆိုတဲ့အကုသိုလ်တွေရောသွားရင်ဒါမုံစမစစ်တော့ဘူးတဲ့ဒါကြောင့်မို့ယနေ့တရားဓမ္မတွေကလည်းပဲမိမိတို့လှူဒန်းတဲ့ကုသိုလ်တွေမုံစစေနာဖြစ်စေရင်လို့ရှိရင်လူကံပုဂ္ဂိုလ်တွေချမ်းသာစေလိုတဲ့စေနာတန်တန်မိမိတို့အတွက်နိဗ္ဗာန်အတွက်ထောက်ပံ့ဖြစ်ပါစေလို့အာယုပြုလှူရင်ဒါမုံစစေနာလည်းပဲစစ်ပြီးတဲ့အဲ့တော့ဒီကုသိုလ်လောကီကုသိုလ်ကံရဲ့အကျိုးကတော့ဆုမတောင်းလည်းပဲဒီပင်ဆိုင်ရင်ဒီပင်ပေါက်တယ်လို့ပဲဒီမျိုးစိဆိုင်ရင်ဒီပင်ပေါက်တယ်လို့ပဲအကုသိုလ်ကံလုပ်ရင်အကုသိုလ်အကျိုးပေးတယ်ကုသိုလ်ကံလုပ်ရင်ကုသိုလ်အကျိုးပေးတယ်ဆိုတာလှူဒန်းနေတဲ့အချိန်မှာစိတ်မညွတ်လည်းပဲသူ့အလိုလိုဖြစ်တယ်ဒါကမ္မနိယမှာသဘောတရားတွေဖြစ်သွားမှာပေါ့ဒါကြောင့်မို့မိမိတို့အဲ့ဒီလိုစေနာသုံးတန်နဲ့ပြည့်စုံအောင်လှူဒန်းရတယ်မုံစစေနာနဲ့အဲ့ဒီလိုလှူဒန်းပြီးရင်ဝိဒနိတိတကုသိုလ်ဖြစ်ပြီးတော့ပါရမီကုသိုလ်ဖြစ်ပြီးတော့နိဗ္ဗာန်ကြီးထောက်ပံ့ဖြစ်နိုင်တယ်တဲ့ဒီလိုမှမို့ရကြစိတ်ဒီဂုံပကားတရတဲ့နေဝိုင်းရံပြီးတော့လှူလို့ရှိရင်နိဗ္ဗာန်ကြီးထောက်ပံ့မဖြစ်နိုင်ဘူးလောကီအကျိုးကိုပဲပေးနိုင်တယ်တဲ့ဒါကြောင့်အဲ့ဒီလိုမုံစစေနာကိုလည်းပဲဖြောင်းတန်းအောင်လှူဒန်းရပါတယ်အဲ့ဒီလိုလှူပေးတဲ့ပုဂ္ဂိုလ်ဘက်ကပုဗ္ဗစေနာမုံစစေနာပရစေနာပြည့်စုံတယ်အလူကံပုဂ္ဂိုလ်ဘက်ကလည်းပဲလောဘဒေါသမောဟငြိမ့်နေသို့မဟုတ်လောဘဒေါသမောဟငြိမ့်ကြောင်းကျင့်ပြီးကျင့်ပြီဆိုရင်အဲ့ဒါအင်္ဂါ6ပါးနဲ့ပြည့်စုံအဲ့ဒီအင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့ကုသိုလ်မျိုးဟာတရားဓမ္မတွေဘက်ကပြည့်စုံတဲ့စေနာသုံးတန်နဲ့ပြည့်စုံပြီဆိုတဲ့ကုသိုလ်မျိုးဟာဘလို့မှရည်တွက်လို့မရပဲနိဗ္ဗာန်တည်မျက်မှောက်ပြုနိုင်ပါတယ်ဒါကြောင့်မို့ဒီနေ့
ဒီယဟန်တကားတဲ့ယဟန်တကားမှာဖြစ်ကြတဲ့ဥတင်တွေဒေါ်ချိုချိုဝင်းနေတဲ့ဘဝအလုံးမိသားစုဟာကုသိုလ်ကောင်းမှုပြုတိုင်းစေနာသုံးတန်ပြဋ္ဌာန်းပြီးတော့လူတန်းနိုင်ကြပါစေစေနာသုံးတန်ပြဋ္ဌာန်းလူတန်းပြီးတော့နောက်ဆုံးဘုရားကြီးကသူတော်ကောင်းတွေဝင်ဆိုင်ရာဖြစ်တဲ့နိဗ္ဗာန်ကိုကိုယ်စီကိုယ်ငါမဉ္ဇဉ်ဖူဉ္ဇဉ်ဖြင့်လင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း